ကထိန်သင်္ကန်းကြီးလဲလို့လာပြီငွေပရိသတ်တွေဝေဝေဆဆပေါင်းစုလူကြသည်ငွေပရိသတ်တွေဝေဝေဆဆပေါင်းစုလူကြသည်ပေါက်ဆိုင်ကြီးတွေအပြိုင်ကျဲကတရုံးလုံးနဲ့အုံညံစီဖျားမာတော့စိတ်ကြောင်းမာတော့သိမ်းစွမ်းမာတော့ပိန်လက်သင်္ကန်းကြီးလူခွေရတဲ့ကထိန်သမီးလဲမိန်မိန်ဟင်းလဲမိန်မိန်စားကြတောက်ကြကခုံကြနေကာလတာနာခါကြပါမှလူကြရတဲ့ရွှေမြမာတို့ရဲ့ထူးတဲ့မဟာဘုံကတဲ့တနစ်မမတလားတကြောင်မမတကြိမ်ထူးကြတဲ့ကထိန်မြင့်မြတ်တဲ့ကထိန်မြမပြည်နဲ့ပြမလူခွင့်ရတဲ့စုပေါင်းကထိန်ကတိနာစီဝရံတန်ခတ်တဲ့တွေမှာပါဗျာဟိရဝါဒဗုဒ္ဓဘာသာသာသနာရောက်ဝါပေခါမမမိန်တကယ်သားတဲ့ချိန်ဗုဒ္ဓဘုရားရဲ့သားတော်များကိုမျက်သင်္ကန်းများလူရတဲ့ကထိန်တတိကျတစောင်းမုံပြောလို့မဆုံးတပြုံးပြုံးနဲ့ပြောတတ်စီတဲ့ညညမစဲကထိန်ဝဲများနှွဲတဲ့ဒီချိန်ကထိန်ဝဲများနှွဲတဲ့ဒီချိန်ညီညီညာညာကြည်ကြည်သာသာကာလတာနာခါကြပါမှလူကြရတဲ့ရွှေမြမာတို့ရဲ့ထူးတဲ့မဘုံကထိန်ရွှေရုံနဲ့တော်မူလေကလို့နေကြပြီရှင်အိုဒီဝိုင်းတို့ဘဝိုင်းတွေစတိုင်းကြကြမြိုင်လာတဲ့ဥရွှေရုံနဲ့တော်မူလေကလို့နေကြပြီရှင်အသေးဓမ္မမှာကျွေးနောက်ကတကယ်ပဲကြည့်လို့မဝနိုင်နဲ့အသေးဓမ္မမှာအလူရှင်တွေစီတန်းလူကထိန်သင်္ကန်းကြီးလဲလို့လာပြီငွေပရိသတ်တွေဝေဝေဆဆပေါင်းစုလူကြသည်ငွေပရိသတ်တွေဝေဝေဆဆပေါင်းစုလူကြသည်ပေါက်ဆိုင်ကြီးတွေအပြိုင်ကျဲကတရုံးလုံးနဲ့အုံညံစီဖျားမာတော့စိတ်ကြောင်းမာတော့သိမ်းစွမ်းမာတော့ပိန်လက်သင်္ကန်းကြီးလူခွင့်ရတဲ့ကထိန်သမီးလဲမိန်မိန်ဟင်းလဲမိန်မိန်စားကြတောက်ကြကခုံကြနေကာလတာနာခါကြပါမှလူကြရတဲ့ရွှေမြမာတို့ရဲ့ထူးတဲ့မဟာဘုံကထိန်
လာဟေးဘုံကထိုင်မှာချင်းချင်းတဲ့အိုစီတို့ပါတီလို့နေမယ်ဟေးညကူရာတာသနာအတူရှိသေးကြောင်းအတူစုပေါင်းလို့ကြောင်းတော်တို့လေကြောင်းတော်တို့လေကြောင်းတော်တို့လေတနေ့မှတစ်ခါလာဘုံကထိုင်ပွဲကြီးပရိသပင်တီလို့လဲလဲလို့နေလဲလဲလို့နေလဲလဲလို့နေအရွယ်ဆုံးလူဆုံးဖိတ်ခေါ်တဲ့ပေးအယုတ်လက်မြန်မရွေးအခါလို့ကျွေးမွေးနေရွယ်လုံးလူလုံးဖိတ်ခေါ်တဲ့ပေးရုပ်လည်းမြန်မရွေးအခါလူတွေးဝင်နေအရွယ်ဆုံးလူဆုံးဖိတ်ခေါ်တဲ့ပေးအယုတ်လက်မြန်မရွေးအခါလို့ကျွေးမွေးနေစေတနာတွေဝေးချာနေရှစ်စရာမြမတလေးတွေမောင်တို့ရေပြောလာဟေးပြောမောင်တို့ရေပြောရလာဟေးဘုံကထိန်မှချင်းချင်းတဲ့အိုစီတို့ပါတီလို့နေမယ်ဟေး
ဘုရားတို့ကရှင်ကိုးတော်ကတယောက်သားပါလိမ့်ဗျာဒီနေ့နာလာလေး2569ခုနှစ်ဘောဓာတက္ကသိုလ်1389ခုဒီတို့လာပြီးတော့73ရက်ခရစ်နှစ်19ရက်10လ2025ခုဒီနေ့နိုင်ငံစမုဇ္ဇပေါ်ခရိုင်မာချန်မြို့နယ်ခဲလာရဲ့ဘွဲ့ဝက်ကစီတော်တဲ့ဒီပြည်တိုင်းနိုင်တဲ့နှလုံးသားပဋိယအင်းကြီးမှာကြီးပွေ၍လူမှုစေရုံဒီသားတို့များနဲ့စုပေါင်း၍စီရင်ပြပါပြုလုပ်မှာတော့ဒါကဒါနသွမ်းတော်တော်လူပူတော်ဝဲပထေဒီငန်းစက်ကပူတာပူတော်ဝဲဒေသဝါဒဒီလူဓမ္မပူတာဒီဘွဲ့ခန္ဓာကြီးတွေခန္ဓာဒီတွေခொနည်းရည်ဖြင့်ကျင်းပပြုလုပ်ဆောင်ရွက်တော်မူဖြစ်ပါသည်ဗျာခန္ဓာစီစဉ်တေရနမောတတ္တလုံးကြီးပြည့်စုံပူတော်တော်၏ခန္ဓာကိုစတင်ဖွင့်လှစ်ပြီးတော့ဘုရားစီစဉ်ဖြစ်ပါသည်ဗျာခန္ဓာစီစဉ်တေရကြောတော်မူလာရကုန်သောဓမ္မမိတ်ဆွေပေါင်းတို့မှာဩပါဒတော်ဖြင့်ညီညာပြပြရစ်ဆိုပူတော်တော်ရပြီးဓမ္မဂိကဆရာတော်တန်ရိယာတန်တိုင်းဇရဏဂုံ3ပါးနဲ့တဘောအင်္ဂါအားရဖြင့်ပြည့်စုံတော်မူသောဘာဝတော်စီလာတော်မြတ်ကိုခံယူသောပြီးတော့ဘုရားစီရင်ဖြစ်ပါသည်ဗျာခန္ဓာစီရင်တော့ကြနိုင်တဲ့နှလုံးသားဘုရားရိကအင်းကိုဝဇ္ဇကံသွေးမှာတရားတော်ဘာသာတော်ဖြင့်ရွတ်ပတ်ပူဇော်၍ဓမ္မဂိကဆရာတော်ဘုဒ္ဓဂိယမှာဟောတော်ညွှန်ပြစိုးစိုးဝါသောတရားတော်များကိုနာယူတော်မူရန်စီရင်ဖြစ်ပါသည်ဗျာခန္ဓာစီရင်လေးရာကြော့တော်မူရရသောဓမ္မမိတ်ဆွေအပေါင်းတို့မှာပတိနိယနှင့်နဝကမ္မအလူတော်မေဝေရိတာပညာစက္ကလူကံပူဇော်ရန်စီရင်ဖြစ်ပါသည်ဗျာခန္ဓာစီရင်အားရညဘုရားရဲ့ဘဝတော်စတိလူဟာဇာတော်များမှာမာကတိရှင်နဲ့ကြားရပြီးအလူရှင်များကလူကံမေးရစီရင်ဖြစ်ပါသည်ဗျာခန္ဓာစီရင်ကြောင့်ဒီဗျာရတော်မှုစုစုတို့ဟာရည်တဲ့တို့ကြောင့်မြတ်တမ်းပြီးတော်မူရာစီရင်ဖြစ်ပါသည်ဗျာခန္ဓာစီရင်ကိုနေ့ရနိုင်တဲ့နှလုံးသားပဋိယအင်းကြီးမှာကြီးမှု၍လူမှုစေရုံဒီသားတို့များနဲ့စုပေါင်း၍စီရင်ပြပါပြုလုပ်တော်ကထေရီယံစက္ကန့်တော်ဝေ
ဒီဓမ္မပူဇာရှင်ဘုရားခန္ဓာကြီးအောင်မြင်စွာပြီးဆုံးသောဗုဒ္ဓသာသနာစီရန်တဲ့လူသုံးကြိမ်ပြုစုပူဇော်တော်၏ခန္ဓာကိုအောင်မြင်စွာပြန်လည်ယူသိပြီးတော့ပူရန်ကြည်ဖြစ်ပါသည်ဗျာသို့ဖြစ်ပါသောကြောင့်ခန္ဓာစီရင်ကိရိယာလောကသုထတပ္ပိယရသော်ဘုရားရှင်ကိုယ်တော်ရဲ့ဒီအားနမောတတ္တဘုရားယေရှုဘုရားတော်၏ခန္ဓာကိုစတင်ဖွင့်ပြီးတော့ဘုရားခြေတော်ကိုဥက္ကဋ္ဌ၍ဘုရားရဲ့တော်မှာယူပြီးသွားလျောက်သာဒီသာတော်ဖြင့်ဗန္ဓာပါတိဗျာမောရတပြောတော်မူရသောဓမ္မပိဋကဘောတော်များဓမ္မပိဋကတရားတော်များ၌တရဏဂုသုံးပါး၏ကိုဟာဧကငါးရနှင့်ပြည့်စုံတော်မူသောဘာဝတော်တရားတော်များကိုခံယူစောင့်ကြည့်ဖြစ်ပါသောကြောင့်ဩကာသကလူဖြင့်ညီညာပြပြပြုစုပူဇော်တော်ကြောင့်လည်းဒီသာတော်ဖြင့်ကံကြပါလေဗျာ
အာလောကဒီကယုဂဘုံတို့ဆိုရင်ခင်းကွာကျမ်းမာစွာဖြင့်သက်ရှိကြပါစေကုန်သတည်းအာလောကဒီကယုဂဘုံတို့အနာကင်းကွာကျမ်းမာစွာဖြင့်သက်ရှိကြပါစေကုန်သတည်းဘေဝါရာတိလိကဘုရားတရားသံဃာမိဘဆရာသမားတို့ဆိုရတဲ့နန္ဒောနန္ဒငါးပါးတို့ကိုအမြဲမပြတ်ရှိခိုးလေးပူဇော်လေးကြပြီလို့ဒုဝိသေသောကောင်းတို့အားဒုဝိသေသောကောင်းတို့မှာအာယုသရတိတိ၎င်းမောနောသာယုတ်အစိတို့ကောင်းရဲ့စေတီ၎င်းသောကံသာကိုယ်စိတ်ကနာပြည့်စုံမှာဆက်ဆက်သာသာရှိကြကုန်သည်၎င်းအာရောဂံသာအနာယောဂကိဝါဓမ္မတတိ၎င်းဣရိယုမေသဓမ္မတုတရားဤငါးပါးတို့သည်နေကံမြင်မပြတ်သမလုံးတလာသောနေတို့ဒုဒလာသောယေတို့တတိတသာတို့တတိကမြတ်ဝါဒတိပြကြပါစေကုန်သတည်းအမန္တိဣတရဏိနသဟဧသသီလံကမယသာမိလောကံကတဝါသီလံဒေထမေဗန္တိဒုတိယံပိတတိယံပိအမန္တိဣတရဏိနသဟဧသသီလံကမယသာမိလောကံကတဝါသီလံဒေထမေဗန္တိယမံဝရာမိတံဝရေထနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံရဏံကိသာမိဓမ္မံရဏံကိသာမိသံဃံရဏံကိသာမိဒုတိယံပိဗုဒ္ဓံရဏံကိသာမိဒုတိယံပိဓမ္မံရဏံကိသာမိဒုတိယံပိသံဃံရဏံကိသာမိတတိယံပိဗုဒ္ဓံရဏံကိသာမိတတိယံပိဓမ္မံရဏံကိသာမိတတိယံပိသံဃံရဏံကိသာမိဣတရဏဂမနပရိမဟာပုံဏံပါဏာတိပါဒာဝေရမဏိသိက္ခာပရံသမာဓိယာမိအဒိနာဒါနာဝေရမဏိသိက္ခာပရံသမာဓိယာမိကာမေတုမိစ္ဆာစာရာဝေရမဏိသိက္ခာပရံသမာဓိယာမိဘုဒ္ဓဝါဒဝေရမဏိသိက္ခာပရံသမာဓိယာမိသုရာမေဒယမစ္ဆပမာဒဌာနာဝေရမဏိသိက္ခာပရံသမာဓိယာမိ
သမာရိယာမမြတ်စွာဘုရားဣစေကဗုဒ္ဓယဟန္တာရှင်သူမြတ်တို့သည်တတပလုံးဆောင်ထိန်ပန်စင်တကဲ့သို့ဘုရားတပည့်တော်များသည်ပိုင်စားထားသောကာလအတွင်းသီလအတွက်တဏိခန္ဓာမငဲ့ညာပါမူ၍ကောင်းစွာခံယူစောင့်တည်ကျင့်သုံးကြပါကုန်၏ဣဒံမေတ္တာနံဣဒံမေသီလံဣဒံမေဘာဝနာနိဗ္ဗာနတပစ္စယောဟောတုသာရောနှလုံးပြောပြောင်းတော်ကောင်းပေါင်းတို့တော်မေတင်တော်ကောင်းပေါင်းတို့ဒီတိတရဏိနတရားတရားသံဃာအပြင်ကိုယ်ဝရာစုမြတ်တရဏဂုံနှင့်ပိဇာသမဏဂရအင်္ဂါ၅ဓာတ်နဲ့ပြည့်စုံသောသီလတော်မြတ်တို့ကိုသာရုကံကတ္တဝါမကျိုးမပေါက်တော်သိနိုင်ကြကုန်သည်ကြီး၍အပမဒိနာအပမဒိယရပမိမလျောမပောမတ္တတတ္တသောတတိတရားဖြင့်သဗ္ဗဂိဇံသဗ္ဗဂိဇာနိလုံးစုံသောပြုဝေကိစ္စမှန်တရားတို့ကိုသမာဓိဒသမာဓိယတကိုယ်စီကိုယ်ငါပြည့်စုံအောင်အာထုတော်မူနိုင်ကြလေကုန်ရာတည်းဆက်လက်ခန္ဓာစီရင်လို့ရနိုင်တဲ့လောကဗိဓာယအင်းကိုမသက္ကံပြုမှာတရားတော်ဘာသာတော်ဖြင့်ဒီခါပူဇော်ပေးပါရဒီတော်တော်ဖြင့်တန်ကြပါလေဗျာရှင်ဘုရားဘုရားတပည့်တော်မဆဆံပြီးမှညာပူဇာတရားတော်မူတော်မူပါဘုရားဘောမင်္ဂလာပေါင်းမီရိဝိကကြောတရားတော်ဤမြတ်စီတို့တိုက်တိပါမီယတိစရာတော်ဘုရားဝီယောOh
နိုင်ပါနွားလျာမပြေတာချမ်းမြောင်ဝီရွာလမ်းပြပြီးပါလမ်းကောင်းရာဆုံးမတော်ဝါစိတ္တရာဘဝ၍ဟောကြားတော်မူပါမေတ္တာထား၍သစ္စာတရားကိုကနာညာကဟောကြားတော်မူပါစီမြတ်မြတ်သာဓုသာဓုသာဓုပါဗျာ ယနေ့မြတ်ဗုဒ္ဓသာသနာတော်နှစ်2569ခုနှစ်လူတော်ဟောဟာကောဇာသက္ကရေ1389ခုနှစ်အदिनကျော်လာပြီးကျော်73ရက်ခရစ်နှစ်19ရက်10လ2020နှစ်ကတနင်္ဂနွေနေ့ထိုင်းနိုင်ငံမဟာရှိုင်ပထုံပံမြို့နယ်ဩဘတော်ခဲလာဝက်ကစီဘုံတော်ဒီကြောင့်အတွင်၌စေကျပအပ်တော်နိုင်မဲ့နှလုံးသားပရိဒအသင်းသူတင်သားများနှင့်နိုဘုဇယုံမိသားစုများထိုင်းနိုင်ငံရောက်မြန်မာပြည်ဘွာတိုင်းရင်တို့တိုင်းရင်သားအားလုံးသောကလျာဏဓမ္မမိတ်ဆွေသူတော်ကောင်းကြီးအပေါင်းတို့ကစီရင်ကျပအပ်တော်ဓမ္မသဘင်ပွဲတော်သောဓမ္မသဘင်ပွဲတော်၌အားလုံးသောသူတော်ကောင်းကြီးတို့အားဦးဇင်းတို့နှင့်အတူတကွကြွားလာကြကုန်သောသံဃာတော်ရှင်သူမြတ်တို့ရဲ့ကိုယ်စားကိုယ်စီကဓမ္မဒါနအနုမောဒနာအားဖြင့်သံဃာရိက္ခာကုသိုလ်ရှာတရားတော်ဗါရဲလို့သံဃာရိက္ခာကုသိုလ်ရှာလို့မြည်ရတဲ့ဓမ္မပဒဒေသနာတော်ကိုမဟောကြားသည်ခေမနာကြားသည်ခေမှာတရားပိုင်ခြင်းဖြစ်တော်မူတဲ့သောလောကမြတ်စွာဘုရားနှင့်တကွလောကကြီးထဲမှာကျေးဇူးတင်ထိုက်တော်ကျေးဇူးကြီးမားကြကုန်သောဥစွန်းတို့ရဲ့အပေါ်အာလုံးသောသူတော်ကောင်းကြီးတို့ရဲ့အပေါ်မှာဂုဏ်ကျေးဇူးကြီးမားကြတဲ့ဘုရားတရားသံဃာမိဘဆရာလမလို့ဆိုကြတဲ့အနန္တနန္ဒအာဘာတို့ဤကျေးဇူးတော်အနန္တဂုဏ်တော်ဤအနန္တတွေကိုဦးဇင်းတို့ကိုကလျာဏဓမ္မမိတ်ဆွေသူတော်ကောင်းကြီးတို့ကိုကာယဝစီမနောစီပြီးတော့ဓမ္မပလင်ခန္ဓာကိုစသည်ပြီးတော့ဖွင့်ပြီးတော့တရားတွေနာကြရအောင်ဒါကြောင့်မလို့လိုက်ဆိုဗုဒ္ဓဂုဏ်မြတ်စိတ်မာထာလေးစားပူတော်မူကြိုင်လူဆိုရအောင်ဗုဒ္ဓဂုဏ်မြတ်စိတ်မာထာလေးစားပူတော်မူဗုဒ္ဓဂုဏ်မြတ်စိတ်မာထာလေးစားပူတော်မူတရားတော်မြတ်ဂုဏ်တော်မြတ်လေးစားနာယူမည်တရားတော်မြတ်ဂုဏ်တော်မြတ်လေးစားနာယူမည်သံဃာတော်မြတ်ဂုဏ်တော်မြတ်လေးစားကိုယ်ွယ်မည်လိုက်လူဆိုရအောင်သံဃာတော်မြတ်ဂုဏ်တော်မြတ်လေးစားနာတော်မူသံဃာတော်မြတ်ဂုဏ်တော်မြတ်လေးစားကိုယ်ွယ်မည်လိုက်ဆိုပြေစဂုဏ
မယဝန္ဒမယေသဂုဏမယဝန္ဒမပေသဂုဏမယဝန္ဒမဖယာတေယသံဃာအပြေမိဘဆေယအနန္တောနန္ဒငါပါတို့ဤကျေသူတော်နန္ဒဘုံတော်နန္ဒတွေကိုတရားတတိတော်သည်ယောတိမြတ်လုံးလက်ဆုံးမိုး၍ရှေကိုပါဤဖယာသာတော်နှလုံးပြောကြောင့်သူတော်ကောင်းကောင်းတို့တို့ပေသူတော်ကောင်းကောင်းတို့သည်ဣဒရဏိနာဘေယတရားသံဃာအပိကိုယ်ွယ်အားသုံးမြတ်တရဏဂုံသုံးပါးနှင့်သာအတုတကွာမိဘဆရာသမားလို့ဆိုကြတဲ့နန္ဒောနန္ဒမဟာဘတို့ဤကျေသူတော်နန္ဒဂုံတော်နန္ဒတွေကိုဟောတရာနေစီနေအမြလက်ဆုံးမိုးပါခြေကိုယ်တော်လိုက်ကြလေကုန်ရာသတိအလုံးတော်သူတော်ကောင်းကြီးတွေဦးဇင်းတို့ရေရောသူတော်ကောင်းကြီးတွေကိုကိုမေတ္တာပို့ပြီးတော့ကိုယ့်ရဲ့ပြိဿကိုယ်ပတ်ဝန်းကျင်ကိုယ်နေနာကရှိတဲ့သူတွေကိုမေတ္တာတွေပို့ရအောင်လိုက်ဆိုသတ္တဝါရှင်းချင်းရှင်းရှင်းမေတ္တာခိုင်မြဲကချမ်းသာကြပါစေကဲကြိုက်လို့နှစ်ခေါက်ဆိုရအောင်သတ္တဝါရှင်း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 မေတ္တာခိုင်မြဲကချမ်းသာကြပါစေရှင်းရှင်းမေတ္တာခိုင်မြဲကချမ်းသာကြပါစေနောက်တစ်ခါကျတော့လိုက်ဆိုသတ္တဝါရှင်း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 မေတ္တာခိုင်မြဲစွာစောင့်ရှောက်နိုင်ကြပါစေသတ္တဝါရှင်းရှင်းခွင့်လို့ရှင်းဖြင့်ရှင်းရှင်းမေတ္တာခိုင်မြဲစွာချမ်းသာကြပါစေလူတို့ရောက်တတဝါရှင်းရှင်းခွင့်လို့ရှင်းဖြင့်ရှင်းရှင်းမေတ္တာခိုင်မြဲကချမ်းသာကြပါစေတတဝါရှင်းရှင်းခွင့်လို့ရှင်းဖြင့်ရှင်းရှင်းမေတ္တာခိုင်မြဲကချမ်းသာကြပါစေနောက်တစ်ခါကျတော့သီးခံရအောင်ပါပေါ့နော်လိုက်ဆိုတတဝါရှင်းရှင်းသီးခံခြင်းဖြင့်ရှင်းရှင်းမေတ္တာခိုင်မြဲကချမ်းသာကြပါစေကြိုက်လို့ဆိုရအောင်သတ္တဝါရှင်းရှင်းသီးခံခြင်းဖြင့်ရှင်းရှင်းမေတ္တာခိုင်မြဲကချမ်းသာကြပါစေသတ္တဝါရှင်းခြင်းသီးခံခြင်းဖြင့်ရှင်းရှင်းမေတ္တာခိုင်မြဲကချမ်းသာကြပါစေသာဓုခေါ် သာဓု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 သာဓ
ဒါကြောင့်သီကတိယပွင့်လို့ခြင်းအစောကြောင့်ခြင်းအဖြစ်တာတွေပို့ပြီးတော့မေတ္တာရကိနာသင်္ဇနာတုရိယဝန္တုသာရဇာဝိကဇာရိယတာဘဝနိတိတော်တကိနာသင်္ဇတာပိတော်တကိနာကြည်လင်အေးမြသောမေတ္တာတဲ့ရည်စင်ကလေးများဖြင့်သင်္ကနာသင်္ကနာနိစဉ်မပြတ်ပပြအပိကုန်နာသောပောဝါနိသောသာနိသီသရပိနှင့်သာတိမျိုးရောပန်းမျိုးစုံတို့သည်ဝိကသတိယတာဣဒတကံဖွင့်လာလိုက်ကြကုန်ပြီတကဲ့သို့ဧရောတရဗမဒါယုသောအတောသာလျင်မေတ္တာတကိနာသမကြပါစေရှမ်းသာကြပါစေဆိုတဲ့မေတ္တာတည်းရည်စင်လေးများဖြင့်သေရဏနုစိမပြတ်ပပြအပိကုန်နာသောသေဇနာဘုံဘုံရာကျုံးဘုံပလတ်ပပြအပိကုန်နာသောသာဝဇာပင်သူတော်စင်ပြာနာပြိဋ္ဌအပေါင်းသူတော်ကောင်းတို့နှင့်သူတကွကဘာစု၏မိတိ၌ရှိနေများစွာတတဝါနန္ဒမန္တများတို့သည်ဒုက္ခဒုကိုသိနှပြပြီးရန်ခွာ၍ဝမ်းသာတကွရှောင်းသာကြကုန်သည်ဟောတုစင်စစ်မတိပြကြပါစေကုန်သတည်းဘုရားသမဏသောကနာပြုနိုင်တဲ့ဘုရားလက္ခဏာနှင့်လည်းပြည့်စုံကြကုန်သည်ဟောတုပြကြပါစေကုန်သတည်းကနာသမဏရွှေလည်းပြည့်စုံငွေလည်းပြည့်စုံယခုလည်းကျွဲဝါချမ်းသာကြပြည့်စုံကြကုန်သည်ဟောတုပြကြပါစေကုန်သတည်းအာရောဂသမဏနာယောဂကိဉ္စမာတိဖြင့်ပြည့်စုံကြကုန်သည်ဟောတုပြကြပါစေကုန်သတည်းယရာလတ္တသုခိတာကိုစိတ်နှပြရည်ရည်သာသာခြင်းများမှာဖြင့်ဒီကာယုဂတရားကျော်ရှိကြကုန်သည်ဘဝတော်ဘုံတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေကုန်သတည်းအလုံးသောသူတော်ကောင်းကြီးတွေညတာသောအရိယာပုဂ္ဂိုလ်ထိုင်ပြီးတော့ပါတရားတဲ့တို့ဗျာသာသရာယေခကုသိုလ်ရှာသာသရာယေခကုသိုလ်ရှာတော်ဦးဇင်းတို့တွေကောဒကာကြီးဒကာမကြီးတို့တွေရောဘဝကရှည်တာလားတူတာလားဘဝကတူတူလေးရဲ့တရားကရောရှည်ကောင်းလားတွင်ကောင်းမလားတွေ့ရင်ကောင်းတာပေါ့နော်။ဒါကြောင့်မလို့အရှင်အားဖြင့်လည်းဥစွာပရမအလုံးသောသူတော်ကောင်းကြီးတွေကိုကျေးဇူးတင်ပါတယ်။ဒီနေ့အနိုင်မဲ့နှလုံးသားပရိဒအသင်းကမဟာသံဃာဒါနခလောင်းပွဲသံဃာ10ပါးမြတ်စွာဘုရားတဆူဆို17ပါးပေါ့။ဦးဇင်းကလည်းသံဃာ10ပါးပြင်ကြတာခိုင်းဆရာတော်တွေမိတော့အဲ့တော့73ပါးဖြစ်တော့3ပါးထိုးတော့ယန္တာ3ပါးထိုးမလားဘူးလားက3တလုံးထိုးလားတခါပိုင်းမှတ်ထားအောင်နော်3တလုံးထိုးလားဟုတ်လားဒါကြောင့်မလို့အားလုံးသောဦးဇင်းတို့ရဲ့ကလျာဏဓမ္မမိတ်ဆွေသူတော်ကောင်းကြီးတွေကကုသိုလ်တွေတိုးလာတာကိုဘယ်တော့မှစိတ်မပြတ်ဘဲနဲ့ပိုရတော့မှတိုးပြီးတော့လူကြတယ်အဲ့ဒါဒီနေ့တိုးပြီးတော့လူကြတော့ဘုရားကသာသနာရိက္ခာကုသိုလ်ချဆိုတော့ဦးဇင်းတို့ရဲ့ဘဝဒကာမကြီးတို့ရဲ့ဘဝဟာခဏလေးပဲဘဝတူတူလေးပဲเนาะအဲ့တော့အချိန်နဲ့တပြေးညီဦးဇင်းတို့လည်းဒကာမကြီးတို့ကလည်းနိုင်ငံကျော်ဓမ္မပရိကကြီးတွေမို့တဲ့ခါကျတော့တရားဟောရင်ဒကာကြီးတယောက်ကဆုံးစားရင်ပြောတယ်နိုင်ငံကျော်ဓမ္မပရိကမို့လို့တဲ့ဒကာမတွေကသိပြီးတရားမနာကြည့်ဘူးဗျာတရားဆိုတာနာတတ်ရင်မရဘူးလားဗျာဒါကြောင့်ယူတတ်ရင်ရောမရဘူးလားဗျာဒါကြောင့်နာမည်ကြီးချင်းနာမည်မကြီးချင်းအကိစ္စမယူတတ်ဖို့ရဖို့မလို့လားအော်ဒီကနေ့ဒကာမကြီးတို့ဘိလာနာဘေသစ္စာစေဒါနာအလူကြီးပဲဒီနေ့ပေးမလို့လိုက်ရဘူးလားဗျာဦးဇင်းအဲ့ဆရာတော်ဘုရားကြီးဦးဇင်းတို့လည်းတင်တော်ချင်းဧဝဥပ္ပမအထောခရတင်ညာတော်လို့ဒီနေ့ဘုရားကစာတင်ခဲ့တာဥပ္ပမြို့ကံလေးတော်ရရွှေကျင်ကျောင်းပါနော်ရွှေကျင်ကျောင်းဆိုတော့ဧကသနိဒုတင်လေးပရပိုင်းဒုတင်လေးအဲ့တော့ဆုံးရတဲ့တနေ့မှတစ်ဆက်ပဲဆုံးဖုံးပြရတဲ့ကျောင်းအပြင်လည်းမထွက်ရဘူးအဲ့ဒီကျောင်းမှာအဲ့ဆုံးကကြွလာတဲ့ဆရာတော်ဥဝိသနန္ဒာအဲ့ဆရာတော်ကတန်ခါပါတရားကျော်200လောက်ကိုဥဒဘာလေးပဲစာရှာလည်းအလွန်ကောင်းတယ်ဒေါသလည်းအလွန်ကြီးတယ်တပည့်တွေကိုလည်းတော်တော်ကိုရိုက်နိုင်တဲ့ဘုန်းကြီး
ဟိုတနေ့ကဆရာတော်နဲ့သွားပြောတဲ့အခါတော့ဆရာတော်အခုရိုက်နိုင်သေးလားမရိုက်နိုင်တော့ပါဘူးမာနတွေချသွားပြီတက်ထားတဲ့ပညာတွေတက်ထားတဲ့ဂုံတက်ထားတဲ့ဂုံမဂါသနာတွေကကြက်မိုင်မကောင်းတော့အဲ့ရတဲ့မှာဘုံဘုံလေအခုဆရာတော်ဒကာမကြီးတို့မြင်တဲ့အတိုင်းပဲနိုးနေတဲ့ရုပ်စင်းတွေကတွေးပြီးပြိုလာတာလားပိုးလာတာလားပိုးလာတာပဲဦးဇင်းတို့ရှိမှတာဝေကတွေရမသွားလိုက်ဘူးလားအစောဒကာမကြီးကစောသားတော်ကပြောတယ်ဦးဇင်းကြက်မိုင်ကြီးဆိုင်ဟုတ်တယ်ဦးဇင်းတို့တွေဒကာကြီးတို့ဒကာမကြီးတို့တွေအသက်တွေကတဖြည်းဖြည်းတိုးပြီးတော့ပြိုးလာတာမဟုတ်တိုးပြီးတော့ဗာဖြစ်လာတော့အိုလာတာအဲ့ဒီအိုလာတဲ့အချိန်လေးမှာကိုကအတိတရားလေးတွေမထားရဘူးလားဗျာသတိတရားလေးတွေရောမထားရဘူးလားဗျာဒါကြောင့်ဦးဇင်းတို့ရဲ့ကလျာဏနမမိတ်ဆွေဦးလေးအတော်ကိုကြီးမကြီးညီငယ်ညီမငယ်သူတော်ကောင်းကြီးတွေဟာဦးဇင်းတို့ရဲ့ကျမ်းမာရေးကိုယ်တိုင်စောင့်ရှောက်မှာဒါကြောင့်ကိုယ့်ရဲ့နာမနေတဲ့ကိုယ်ပဝိကျင်ကိုမိသားစုကိုယ့်ရဲ့လုပ်ပေါ်ကိုင်မဲ့စိတ်ယုံတည်တည်မှလည်းလုံးနဲ့တူခွင့်လွှတ်ပေးရမယ်မလုပ်ပေးရမလို့အပြစ်တွေမမြင်မဲနဲ့အချစ်တွေမြင်ပြီးတော့မိသားစုရောကိုယ်ပဝိကျင်ရောမလုပ်ရမလို့ခွင့်လွှတ်ပေးရမယ်နောက်တစ်ခါကျတော့သီးခံပေးရမယ်နောက်တစ်ခါဘာလို့မလို့သီးခံပေးရမယ်မာမှုတဲ့ပြဿနာလေးနဲ့အမိုက်ကစဘာဖြစ်တော့ပြက်စက်ကိုတော့မိတော်သွားတယ်တဲ့နော်ဒီဘက်ကလုံးစူကြမှာပဲ live ပေါ်တွေဘလူကြမ်းသွားတာဟုတ်လားဒါကြောင့်မလို့သီးခံမှုတရားတွေလည်းဒါနောက်တစ်ခုကစောက်ရှောက်ပါကိုယ်ပဝင်းချင်းကိုမိသားစုကိုရဲ့မိသားစုကိုပဝင်းချင်းကိုအနေထားကိုဆက်ရုံကိုတိုင်ဝမ်ကိုမြန်မာလူမျိုးရှင်တဦးနဲ့တူဖြစ်လာပြီဆိုဘာလို့အောင်လို့စောက်ရှောက်ပေးရမယ်ဒါလေးကိုရှိခံပြီးတော့ဦးတို့သတိတာဝေကယူပြီးတော့ဒီကနေ့အားလုံးသောသူတော်ကောင်းကြီးတို့တရားတော်ကပါတယ်တော့သံဃာရိတ်ခါဘာလို့ကုသိုလ်ရှာရမယ်သံဃာရိတ်ခါဘာလို့မစားနိုင်မတော့နိုင်မဟောနိုင်မပြောနိုင်မလုပ်နိုင်မကိုင်နိုင်အဲ့ရတဲ့ဘုံဘုံလေဒီမှာကုသိုလ်လည်းမဟုတ်ဆိုရင်ဘုန်းကြီးလည်းကဲနိုင်ပါမလားဒကာကြီးဒကာမကြီးတို့ရောဘယ်သူမှမကဲနိုင်ဘူးဟုတ်လားအဲ့တော့ကိုယ့်အတွက်ကိုရေးရအောင်လားဗျာအဲ့တော့ကုသိုလ်ရှားမယ်ဆိုတော့ဦးဇင်းတို့ဒီတရားဒေသနာတော်ကိုခောဒကာလေးကခောဒကာပတ်နိရိခန္ဓသုတ်မှာမြတ်စွာဘုရားကတောင်းတက္ကစီတော်ကျောင်းတက္ကနာရပိတရေကြီးကျောင်းမာကြီးပုံညာလက္ခဏာဒေဝီဆိုတဲ့ကျောင်းပါကြီးတွေတူတဲ့ဇေရဝကျောင်းတော်မှာတရေသုံးစံဒီတော်ကိုသင်ခါကဒါပရိတကြွယ်တူကိုခြေခံပြီးတော့အခုလိုတရားဓမ္မတွေရှိမှအနုမောဒနာတရားဟောတာပေါ့လေအဲ့လိုတရားဟောတဲ့အခါကျတော့နိရိခန္ဓသုတ်လာတရားဟောတဲ့အခါကျတော့အဲ့ဒီမှာဦးဇင်းတို့ထာဂရာဆရာကဦးဇင်းတို့တွေသူတော်ကောင်းကြီးတွေလောကကြီးထဲမှာပိုင်ဆိုင်မှုတွေရှားနေကြတော့ဥစ္စာလေးမျိုးကိုအေဆုံးပြတယ်။ပါကြတော့ဒါကြောင့်မလို့ဥစ္စာလေးမျိုးကဟုတ်လားစွန်ဥစ္စာလေးမျိုးအေဆုံးပြတဲ့အခါကျတော့သာဝရဥစ္စာဘာလဲတော့ဇင်္ဂမဥစ္စာဘာလဲတော့နံပါတ်3ကအင်္ဂသမဥစ္စာနံပါတ်3ကဘာဥစ္စာတော့နံပါတ်4ကအနုဂါမိကဥစ္စာဘာလဲတော့ဒါကြောင့်သာဝရဥစ္စာဇင်္ဂမဥစ္စာအင်္ဂသမဥစ္စာအနုဂါမိကဥစ္စာရဲ့လို့ဥစ္စာဘယ်နှမျိုးရှိတော့၄မျိုးရှိတယ်အဲ့ဒီမှာပထမဆုံးသာဝရဥစ္စာသာဝရဥစ္စာယနေ့အားလုံးသောသူတော်ကောင်းကြီးတွေကသက်ရှိတတ္တဝါအားလုံးရှားပွေနေကြတဲ့စီစိန်ရွှေရတနာတောက်တံဗရမြာဥယျာလေယာရှမ်းပြည်အိုးအိမ်တိုက်တာအဲ့ဒီပစ္စည်းတွေဟာအသက်မဲ့ပစ္စည်းတွေဖြစ်တဲ့အတွက်ကြောင့်မဥစ္စာတဲ့တော့သာဝရဥစ္စာကိုပိုင်ထားတဲ့လေကြီးကိုချွေပြီးယူသွားလို့ရလားမရဘူးချွေတော့ယူသွားလို့ရတယ်နော်ဒါကြောင့်မရဘူးလားတခဏပဲရတာတဘွားလုံးရရလားဗျာဒါကြောင့်တဘွားလုံးပိုင်ဆိုင်လို့ရရလားအဲ့ရတဲ့မှာဘုံဘုံလဲနေပြီဆိုရင်သူကဘယ်ကိုတွားခြင်းငါပြန်တော့မယ်ဟုတ်လားတခါတခါအကြောင်းတိုက်စားပြီးဆိုတော့သူကသွားခြင်းဘူးလားဗျာတစ်သက်လုံးပိုင်ဆိုင်တယ်လို့သူ့ကိုယူထားလို့ရလားဒါကြောင့်မလို့အဲ့ဒီသာဝရဥစ္စာကြီးကလည်းပဲမီးဘေးရေဘေး
တိုင်းပြည်ကိုဖျက်ဆီးနေတဲ့မင်းဆိုးမင်းယုံမကောင်းတဲ့မင်းတွေကြမပျက်စီးနိုင်ဘူးလားဟုတ်လားအိမ်တွေပြက်ဘာတွေပြက်နောက်တစ်ခါကိုယ်မရှိမနစ်သက်တဲ့သူတွေကြောင့်လည်းမပျက်စီးနိုင်ဘူးလားဗျာအဲ့ဒီလူတွေကအနာမရှိပြီးတော့နေနောက်တော့ကိုဓာတ်နဲ့ထိုးသွားတယ်လို့တချို့မရှိဘူးလားဗျာဟုတ်လားတက်ကိုပြောင်းလို့ဒါကြောင့်ကိုကြီးကောင်းကြီးကမှမိဘတွေသားဆိုသမီးတွေကြောင့်သားဆိုသမီးတွေကြောင့်လည်းပျက်စီးသွားနိုင်တာမရှိဘူးလားအဲ့ဒီရာဇမျိုး၅ပါးနဲ့ဆက်ဆံနေတဲ့အကြောင်းအိုးရေတိုက်တာအိုးအိမ်တိုက်တာကားတွေကြောက်တာမရများတွေစိတ်ချွေရတနာတွေဒကာမကြီးတို့ပိုင်ဆိုင်ကြတဲ့အိတ်တွေကပတ်စံနေဆိုတာအမြဲတမ်းကိုပိုင်ဆိုင်တယ်လို့ပြောလို့ရပါမလားအဲ့ဒါဘာဥစ္စာတဲ့တော့ကဲအိတ်ရှင်ပြည်တွေလိုက်ဆိုကြည့်သမဲဥစ္စာရှိလီရာမဘာသာဝရာကဲဆိုလိုက်ပါဦးဗျာထာဝရကိုရသွားပြီဆိုတော့နော်ဝေးရမဟုတ်ဘူးနော်ခုနတို့ရဲ့ဘုရားထာဝရနောက်တစ်ခါကျတော့တရှိဥစ္စာကြတော့ဇနီးမယားလေးယောက်ျားသားသမီးစင်မြင့်ကျွဲနွားဥစ္စာတွေကတော့တရှိဥစ္စာတွေအဲ့ဒီဥစ္စာတွေကလည်းတဘွားပဲပိုင်ဆိုင်လို့ရတယ်တတသရာလုံးပိုင်ဆိုင်လို့ရရလားဗျာအဲ့ဒီတဘွားတော့မှမပွဲဘူးမကွာဘူးအမြဲတမ်းသာရည်စူးတယောက်နဲ့တယောက်သိုးတိုင်းပင်ကောင်းတိုင်းပင်နေခဲ့ပြီမဲ့လို့ချိုးသောပုဂ္ဂိုလ်တွေအကြောင်းမျိုးကြောင့်ထားခဲ့တာမရှိဘူးလားအေးဒါကြောင့်မလို့အမြဲတမ်းပိုင်ဆိုင်တယ်လို့ပြောလို့ရရလားဗျာအေးအဲ့တော့ဇနီးမယားလေးယောက်ျားသမီးသားစီစေမင်းကျွဲနွားဥစ္စာတွေကလည်းပဲတတသရာလုံးမပါနိုင်ဘူးတဘွားလေးပဲပါနိုင်တဲ့ဥစ္စာတွေဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဥစ္စာတွေကလည်းဟုတ်လားမီးရေလူမျိုးမင်းသက်ကိုသားစိုးဘလူကျန်အဲ့လိုမီးရေလူမျိုးမင်းသက်ကိုမွေခံသားစိုးဘလူကျန်ဆိုတဲ့ရာဇမျိုး၅ပါးနဲ့ဆက်ဆံနေတဲ့အတွက်ကြောင့်ငါပိုင်နဲ့ငါဥစ္စာလို့ယူလို့ရရလားဗျာအဲ့ဒီဥစ္စာကိုဘာဥစ္စာလို့ခေါ်စင်္ဂမဥစ္စာဘာဥစ္စာလို့ခေါ်ကဲလိုက်ဆိုကြည့်ပါဦးအိတ်ရှင်ကြီးလေးဒကာမကြီးတွေသက်ရှိဥစ္စာရှိလေရာမပါစင်္ဂမကဲရတော့တစ်ဟောက်တော့ဆိုလိုက်အောင်ဗျာရသွားပြီပေါ့နော်ဘယ်နှခုပြီးသွားပြီတော့နှစ်ခုနောက်တစ်ခါကျတော့ဒကာကြီးဒကာမကြီးတွေဒီဟာတွေမန္တလေးသွားခြင်းနဲ့ရန်ကုန်သွားခြင်းနဲ့ဘန်ကောက်သွားခြင်းနဲ့ပတ္တရာသွားခြင်းနဲ့တို့ခန္ဓာကိုယ်ကြီးသွားရင်ဘောင်းမပါဘူးလားဗျာလက်ရှိတွေရောမပါဘူးလားဗျာဒါကြောင့်မိမိတို့သင်ယူထားတဲ့လက်မှုပညာနှုတ်မှုပညာစိတ်မှုပညာကာယပညာအဲ့ဒီဥစ္စာတွေအဲ့ဒီအတတ်ပညာတွေအဲ့ဒီဥစ္စာတွေကြတော့အင်္ဂသမဥစ္စာမဥစ္စာတဲ့တော့အဲ့ဒီအင်္ဂသမဥစ္စာတွေဘလောက်ပဲအတတ်ပညာတွေရှိဘလောက်ပဲဂုဏ်အချိန်ဝါတွေဘလောက်ပဲကြီးအခုလိုကျမ်းမာရေးမကောင်းဖြစ်လာပြီဆိုရင်အဲ့ဒီဥစ္စာတွေကအားကိုးလို့ရသည်လားဘလောက်ပဲအထာဂရာကြော်တွေဘလောက်ပဲတက်ဘလောက်ပဲမိုးပြန်အောင်တော့နေအိပ်ရတဲ့ဘုံလဲနေပြီဈေးုံဈေးကနေသွားနေပြီဆိုရင်အဲ့ဒီဥစ္စာတွေရောအားကိုးလို့ရသည်လားဗျာကိုရကဦးဇင်းတို့ရဲ့သာသနာ့ကဆရာတော်ဘုရားကြီးတရားဟောလဲကောင်းပါရဲ့စာချလဲကောင်းပါရဲ့ပရိယပရိပပြည့်စုံပါရဲ့အခုကျမ်းမာရေးမကောင်းတော့သူကိုယ်တိုင်ဟောနိုင်သည်လားတားဟောခြင်းတာဟောခြင်းလို့ကြွလာတာအခုဟောနိုင်သည်လားဒါကြောင့်မို့လို့ကျမ်းမာတော့ကလည်းလုံနိုင်ကိုင်နိုင်သွားနိုင်လာနိုင်ပြောနိုင်ဆိုနိုင်လားကျမ်းမာရေးမကောင်းဘူးဆိုရင်ဘဝလုံးတော့ပိုင်ဆိုင်ရလားဗျာတတသရာလုံးမပြောနဲ့ဦးနော်ဒါကြောင့်မို့လိုက်ဆိုကြည့်ပါအိတ်ရှင်ကြီးလေးအတ္တပညာရှိလေရာမပါအင်္ဂသမရတော့တစ်ခါတော့ဆိုလိုက်ဦးဘယ်နှမျိုးပြီးသွားပြီတော့ဒါကြောင့်အဲ့ဒီဒါဝရဥစ္စာသင်္ကမဥစ္စာအင်္ဂသမဥစ္စာဆိုတဲ့ပစ္စည်းတွေဟာ
မိဘေရေဘေမေဘေတကိုဘေသာသောသမီးကိုဝေကသာသောဘေတွေဆိုတဲ့ရာဇမျိုး၅ပါးကြောင့်ရာဇမျိုး၅ပါးနဲ့ဆက်ဆက်နေတဲ့အတွက်ကြောင့်ဒီဘဝပိုင်ဆိုင်တယ်လို့လည်းပြောလို့မရဘဝသန္တရာဆိုတာကတော့ဝေမဝေပဲဒါကြောင့်လုံးသောသူတော်ကောင်းကြီးရာယနေ့သန္တရာယေကာကုသိုလ်ရှာဆိုတဲ့အမှာဒါနရွှေဩသီလရွှေဩသမာဓိရွှေဩပညာရွှေဩဆိုတဲ့ကုသိုလ်ရွှေဩကြီးတွေကိုနေ့တိုင်းကောင်းစွာမသွေးစာကြိုးကြတဲ့ဘယ်လိုစာကြိုးထားတာလဲဆိုတော့ယာဂရဏေနဘုဒ္ဓဝေသီလေနသယမေနာဓမ္မေနာသာနေရေသူနိဟိတောဟောတိဣရိယဝပုရိသတ္တဝါဘေကဝေသံဃာနောင်ဤညောတော်တွေ့ကြတဲ့စေသားစေသမီးတို့တော်မေသင်စေသားစေသမီးတို့သည်ယထာဣရိယဝကြောင့်သူကောင်းသောသိမြင်နိဗ္ဗာန်လိုလားအမျိုးကောင်းကြီးတို့သည်၎င်းယထာဣရိယဝကောင်းသောကြောင့်သူသိမြင်နိဗ္ဗာန်လိုလားအမျိုးကောင်းသားသည်၎င်းဒါနိနာပိကလူတဲ့ပြည့်စုံတဲ့ဒါနဖြင့်၎င်းသီလေနကိုလုံးထိမ့်သိမ့်ခြင်းအလို့ဖြင့်စောင့်သိမ့်ခြင်းသီလဖြင့်၎င်းတရားမိနာကိုလုံးစိတ်ကိုယဉ်ကျေးအောင်ထိမ့်သက်တဲ့စိတ်ဒီမလွင်ပါတဲ့ဘုရားကောင်းတရားကောင်းသံဃာကိုဝိပဿနာဘုံတို့ကိုပွားများအားထုတ်သမာဓိဖြင့်ဝေလျောခြင်းဆိုတဲ့သမာဓိဖြင့်၎င်းတရားမိနာသာကိုလုံးစိတ်သုံးပါးလုံးကိုမလွင်ပါအောင်ရည်ရည်ခြင်းသိမ့်သိမ့်ခြင်းဆိုတဲ့ယောဝေဒနာဖောက်ပြန်ခြင်းတွေကိုသိမြင်ခံစားအပ်သောဝိပဿနာဒီဥသောဒီညာဖြင့်၎င်းဣရိဤသောဣဒါနသီလသမာဓိပညာဆိုတဲ့ကုသိုလ်ရွှေဘိုးတို့ဒီဟောဒီပြပါပေ၏ရဲ့လို့သတ္ထာနတ်လူတို့ဆရာတလူဖြစ်တော်မူတဲ့ဘဂဝါအုံတော်၆ပါးသခင်မြတ်ရှင်ကိုတော်မြတ်ကအရာယာကျုံငါဣဒယာရှိဝါလောကဒုက္ခယာရှန္တာအသိတော်မှာတေတေဒီကရုဏာရှိသွားမေတ္တာအပြင်ကောင်းစွာမသွေပေါ်ကြတော်မူခဲ့ပါ၏တည်းလိုက်ဆိုကြည့်ပေလိုဒါနာမြတ်တိလာသမာရိပညာဤလေးပြဘဝတန္တရာအာကိုယာပေလူဒါနာမြတ်တိလာနေသမာရိပညာဤလေးပြဘဝတန္တရာအာကိုယာဒီနေ့အားလုံးသောသူတော်ကောင်းကြီးကသံဃာရေးကပုထုဇာဆိုတဲ့တရားဒေသနာတော်မှာဒီနေ့ဒါနဆိုတဲ့ရွှေအိုသီလဆိုတဲ့ရွှေအိုသမာဓိဆိုတဲ့ရွှေအိုပညာဆိုတဲ့အနုဂါမိကရွှေအိုကြီးတွေကိုဒီနေ့မမြုပ်နှံလိုက်ဘူးလားဗျာမြုပ်နှံလိုက်တယ်ဒါကြောင့်မလို့နံပါတ်1ဘာရွှေအိုတဲ့တော့ဒါနရွှေအိုနံပါတ်2သီလရွှေအိုနံပါတ်3သမာဓိရွှေအိုနံပါတ်4ပညာရွှေအိုအဲ့ဒီရွှေအိုကြီးတွေကိုမြုပ်နှံဖို့ဆိုရင်အားလုံးသောသူတော်ကောင်းကြီးတွေအလုပ်တွေလုပ်တဲ့အခါပတ်သက်နေရင်ဖို့ဆိုရင်ဗန်နေမဖွင့်ရဘူးလားဗျာအဲ့တော့မျိုးစုံသောဗန်တွေကိုဖွင့်ပြီးတော့အစိမ့်တွေအဒီတွေအပြားတွေအဝါတွေမျိုးစုံဖွင့်တယ်လို့ယနေ့ဦးဇင်းတို့ရဲ့သူတော်ကောင်းကြီးတွေကလျာဏဓမ္မမိတ်ဆွေသူတော်ကောင်းကြီးတွေမောမြတ်သောစေတနာမောမြတ်သောစိတ်ဓာတ်များဖြင့်ပြုလို့လူတန်းတဲ့ကုသိုလ်ကြီးတွေအဲ့ဒီဒါနသီလသမာဓိဆိုတဲ့ရွှေအိုးကြီးတို့ဆက်ရမှဘာနာတက်ကြီးတွေမှာအပ်လိုက်ကြသို့ဟုတ်လားအဲ့ဒီဒါနရွှေအိုးကြီးတွေသီလရွှေအိုးကြီးတွေသမာဓိရွှေအိုးတွေပညာရွှေအိုးတွေကိုဆက်ရမှအပ်လိုက်ဆိုရင်မြတ်စွာဘုရားကဘလို့အပ်ရမလဲဆိုတော့ခဏဌာနရှိတယ်တဲ့ဗရဌာနရှိလို့ခဏနေပြီးတော့ပါနော်တက္ကမကြီးညောင်းတာဘုရားနဲ့ဖြတ်မယ်ဆိုဒီတိုင်းတက်ပြည့်အစင်ပြေဟုတ်လားဒုံးဒီဆိုရင်အစင်ပြေပါမလား
ဒုံဒီဖြတ်လိုက်လို့ရှိရင်မခံစားနိုင်မခံစားအောင်လားဒါကြောင့်ရေမာခံစားဘယ်သူမှမဖြစ်နိုင်ဘူးဒါကြောင့်ဖြည်းဖြည်းချင်းဖြစ်ရမှာနော်ဒါကြောင့်မို့ဒုံဒီကျက်လို့တော့မရဘူးညတာတဲ့အိယာပေါ်တဲ့လက်အုပ်ကြီးစီးထားပြလက်အုပ်ရှာတာပြတာမရှိနဲ့ရောင်းနေမှာတော့ပြောကြောင့်ဇေရိယာမိဇာတကေဝပုဂ္ဂလေရိရိတုမာရတိပိရရိသာပိအာရောဇိထံမိမာရတိဇေရိယာမိဇာတကေဝပုဂ္ဂလေရိရိတုဝါမာရတိပိရရိသာပိအာရောဇိထံမိမာရတိမြတ်စွာဘုရားကဆက်လက်ပြီးဟောတယ်ဘေကဝေသရဏံညေညောတော်မေရတဲ့စေတစေတမိတို့သုံးမေဒီစေတစေတမိတို့ကောင်းစွာစကြအသောဒါနစေကိုသီလစေကိုသမာဓိစေကိုပညာစေကိုလို့ဆိုတဲ့ဒုက္ခပိတာစေကိုတွေကိုဇေရိယာမိသာရာဒုဇေရိဓမ္မဇေရိဩဒိကဇေရိပရိဘောပါလို့ခေါ်ဆိုရတယ်ဗုဒ္ဓမြတ်စွာဘုရားဆိုတဲ့ဗန္နာတိုက်ကြီး၌၎င်းသံဃေဝါပရမတ္ထသံဃာသမုဒိသံဃာယကုထေမောကြောကြသံဃာတော်ရှင်သူမြတ်တို့၌သံဃာတော်ဆိုတဲ့ဗန္နာတိုက်ကြီး၌၎င်းပုဂ္ဂလေဝါမိမိတို့မိကိုအာရယာကြည်ညိုလေးစားရတဲ့ပုဂ္ဂိုလ်တို့တယောက်ဆိုတဲ့ဗန္နာတိုက်ကြီး၌၎င်းအရိဒီသူဝါကိစ္စကြီးငယ်တွေ့ပြီးမိမိတို့အိမ်တို့ဆက်ရောက်ရောက်လာအပ်တော်အဲ့ဒီအာရန္တုဆိုတဲ့ဗန္နာတိုက်ကြီး၌၎င်းမာဒရိသာဘဝလည်းနှလုံးပကုံးလည်းနဲ့ဒီဝါဘတော်ဒီရဲ့နဲ့လူပြအောင်ဝေခဲ့တဲ့မြေမောတောင်ဦးမသာကျူသည်ဘာလို့လဲအမေဟုတ်လားဘဝလည်းနှလုံးပကုံးလည်းနဲ့ဒီဝါဘတော်ဒီရဲ့နဲ့လူပြအောင်ဝေခဲ့တဲ့အတ္တပေဝေခဲ့ပါတော့ပြည်သူရှင်မွေးမိမိဆိုတဲ့ဗန္နာတိုက်ကြီး၌၎င်းဘဝလည်းလည်းမကုန်လည်းနဲ့ဒီဝါဘတော်ဒီရဲ့နဲ့လူပြအောင်ဝေခဲ့တဲ့မြေမောတောင်ဦးမသာကျူတဲ့ပြည်သူရှင်ပြည်ဆိုတဲ့ဗန္နာတိုက်ကြီး၌၎င်းအထောထုမတပါစေတံမိမိတို့တဲ့အတ္တသိခာဂုံဝါအဖြစ်ဒီမှာကြတဲ့အကောကြီးအမာကြီးဦးကြီးဦးလေတော်ဒီတော်လေးဆိုတဲ့ဗန္နာတိုက်ကြီး၌၎င်းနိဒေအနုဂါမိကဆိုတဲ့ရွှေဦးကြီးကိုနိဒေဒါနသီလသမာဓိပညာဆိုတဲ့အနုဂါမိကရွှေဦးကြီးကိုသိနေမိတော့ကောင်းစွာဆိုင်ကျိုးသိသိမြုံနာတာအပြီးဟောဒီဖြစ်ပါပေ၏ရဲ့လို့တထာလို့နဲ့တို့စီရတဲ့သူဖြစ်တော်မူတဲ့ဘဂဝါဘုန်းတော်ခြေဘဂဝါမြတ်စွာဘုရားကအရာယာယုံဣဒယာဇီဝလုံးမှာသူရာယသံသာစိတ်တော်မှာတေတေတိကရုဏာရှိတော်မေတ္တာအားဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေသတည်းအလုံးသောတော်ကောင်းကြီးတွေရှားပေးထားတဲ့ဒါနစေဖို့သီလစေဖို့သမာဓိစေဖို့ပညာစေဖို့ဆိုတဲ့ဒုက္ခမိကစေဖို့ဒီကိုဘဝသန္တရာယေကအပြီးရှားပေးစုဆောင်လိုက်ကြတဲ့အခါအဲ့ဒီဗန္နာတိုက်ကြီးတွေကိုနံပါတ်1ထဲမှာမြုပ်နှံရမယ်စေရီပေါ်မှာမြုပ်နှံရမယ်ဘယ်မှာမြုပ်နှံရမလဲစေရီဆိုတာဓာတုစေရီဓမ္မစေရီဩရိကစေရီဒီဘောကစေရီမိမိတို့ရဲ့အိမ်မာဒီရာကိုဝဲကြတဲ့ဗုဒ္ဓယုံဝါတော်တဏ္ဍမောက်မှာဟုတ်လားတိတ်ဓာတ်နေဘုဒ္ဓေသာရိသမေစိတ်တာသမဗလသတ္တပိဓာမြတ်စွာဘုရားမိမိတို့ကိုကြွနေသလိုဘုရားဘောမှာကြီးညိုခြင်းဘုရားရဲ့ဂုဏ်ဒီဘောမှာကြီးညိုခြင်းဘုံတော်ဘောမှာဂုဏ်တော်မှန်၍ဘုရားရဲ့လူတိုင်းရဲ့ကိုယ်တော်တွေကိုပြုရမယ်အဲ့ဒီဘောမှာမလူနာအောင်လားဗျာဒါကြောင့်ဒီနေ့အတိုင်းပဲဒီလိုသာပရိဒါသေသူသေသားများနဲ့အပြားလည်းဒါတရားမှပြကလည်းအားလုံးသောသူတော်ကောင်းကြီးတွေကိုမာလူလဲဘုရားလူမဲဇီရီပေါ်မှာမလူလိုက်ဘူးလားဗျာနောက်နံပါတ်2မာလူမဲသံဃာပေါ်မှာမြုပ်နှံလိုက်လေဒါနသီလသမာဓိပညာရှိဖို့တွေသံဃာတော်ရောက်လာပြပိုင်ကြပိုင်ဝေးပဲနဲ့ကြောက်လာကြတဲ့အာဂါတုကသံဃာတော်တွေ
ကြာမာယမကောင်းလည်းကိလာနာဘေသစ္စာအလိုတွေဒီနေ့သာဃာတွေကိုထိုင်းမြန်မာအသီးသီးဒီနေ့သီလင်္ကာကြွလာတဲ့သံဃာနှစ်ပါးရှိတယ်သီလင်္ကာတစ်ပါးကကန္တီမြို့တစ်ပါးကတော့ကိုလံဘုံမကုဒ္ဒရာမကနောက်ဒီဘက်ကမြန်မာနိုင်ငံကြွလာတဲ့ဆရာတော်တွေကမဟာသုလာမဟာပြည်ပညာသင်ကြားနေတဲ့ဆရာတော်တွေကဒါကြောင့်အားလုံးစုံညီစွာနဲ့ထိုင်ဆရာတော်တွေကမြန်မာဆရာတော်တွေကကိဒါနာဆရာတော်တွေကပုဂ္ဂိုလ်မယူပဲနဲ့တန်ခိကဒါနအလိုကြီးနဲ့မပေးလို့လိုက်ဘူးလားဗျာအဲ့ဒီပေါ်မှာရောရှိအိုးတွေမညွတ်နိုင်လိုက်ဘူးလားဒါကြောင့်နံပါတ်3ကျတော့ပုဂ္ဂိုလ်တဲ့မိမိတို့ကြည်ညိုလေးစားအားရမိကိုအားရပုဂ္ဂိုလ်ရုပ်လက်ပြပိုင်ရှားမ၍လူရန်တဲ့ပုဂ္ဂိုလ်ဘာနာကြီးတွေမညွတ်လိုက်ဘူးလားဗျာသူကတော့မဲလို့သူကတော့ပူလို့သူကတော့ဘာဖြစ်လို့ခွဲကြတာရှိရလားဗျာကောင်းကောင်းဆိုးဆိုးသူကမှမဟုတ်ဘူးလားဗျာဒါကြောင့်ပုံပြတဲ့ဇေနာသုံးချက်ပြီးသွားပြီနောက်တစ်ချက်ကတော့ကိစ္စကြီးငယ်အတွေ့အတွေ့ပြည့်မိမိတို့အိမ်တို့ဆက်ရောက်လာတော့အခါကျတော့အကြောင်းကိစ္စမျိုးစုံနဲ့အိမ်ရောက်လာတဲ့ဧည့်သည်ပုံမှာဧည့်သည်ရောက်လာပြီဆိုရွှေလေးပဲဖြစ်ဖြစ်မုံလေးပဲဖြစ်ဖြစ်ဒီကင်းဒီငွေအခန္ဓာညီမတို့ရဲ့စိတ်ထဲပဲမဟုတ်ဘူးလားဒါကြောင့်ဧည့်သည်ကိုစားပါအောင်တောက်ပါအောင်နားပါအောင်အေးစေးနေပါအောင်လို့ဧည့်သည်ပုံမှာဧဝိကြီးအဲ့ဒီကမေးကြဘူးလားဗျာဒါသမားအိမ်သွားရင်ဧဝိမကြည့်ဘူးဆိုကိုယ်အိမ်ကြရင်လည်းဧဝိမကြည့်ဘူးစီပြပါမလားဒါကြောင့်သူဧဝိကြည်အောင်လည်းအရေးကြီးတယ်ဒါကြောင့်ဧည့်သည်ပေါ်မှာလည်းဧည့်သည်ဆိုတာခဏပဲနေကြတာအဲ့တော့လာတဲ့ကလေးမှာစိတ်ရှမ်းသာအောင်ပျော်ရွှင်အောင်ပြေဝအောင်စောင့်ရှောက်ပေးလိုက်သူအေးချမ်းမသွားဘူးလားဗျာဒါကြောင့်ရွှေဦးလေးကိုနောက်တစ်ခါကျတော့အဲ့ဒီဘုရားဘောတရားဘောသာနာဘောရွှေမျိုးတွေအပေါ်ဧည့်သည်ပေါ်မှာမပေးမလို့မကမ်းဘူးဆိုရင်ကုသိုလ်မရရုံပဲရှိတယ်ငရဲတော့မကြီးပါဘူးငရဲကြီးလားဒါပေမဲ့ဦးဇင်းတို့ရဲ့အပေါ်သူတော်ကောင်းတွေရဲ့အပေါ်မှာဘဝရဲ့နှလုံးမကုန်နဲ့တဲ့ဝါဘတော်လူကြီးနိယနဲ့အသက်ပေးအောင်မူခဲ့ပါတဲ့ကျေးဇူးရှင်မွေးမေပဲဘဝရဲ့နှလုံးမကုန်နဲ့တဲ့ဝါဘတော်လူကြီးနိယနဲ့လူပြီးအောင်မူခဲ့ပါတဲ့ကျေးဇူးရှင်တွေ့ပြီဆိုတဲ့ပုဂ္ဂိုလ်ကြီးဒီပေါ်မှာမတေဘူးမပေးဘူးမလို့မကဘူးဆိုရင်တော့အဲ့ဒီသာသမီဝိသမာအမြဲငရဲမှာအပါကိုလည်းကြရင်လေဘာဖြစ်မလို့ဝိလေတတ်တယ်ဒါကြောင့်မလို့မွေးကျေးဇူးတွေကိုဆက်ပါကျွေးကျေးဇူးတွေကိုဆက်ပါမြတ်စွာဘုရားကဘုဗကာရောဘိက္ခဝေမာတာပြီးတော့သင်တော်တွေငါတို့ရဲ့ဥဒ္ဓမထိုင်နေကြပါတယ်ဘဝလက်နှလုံးမကုန်လက်နဲ့သိဝါဘတော်ကိုကြည်သိရနဲ့အတ္တပိအောင်မွေးခဲ့အတ္တပိဝေပြီးမွေစောက်ကြောက်ခဲ့ပါတော့ဖေဖေနဲ့ဖေဖေနံပါတ်5နဲ့နံပါတ်6အရေးကြီးတယ်အဲ့ဒီမိဘတွေကိုကျေးဇူးဆက်မယ်ဆိုရင်စာရေးဝိုရေးနေရေးကျမ်းမာရေးအဲ့ဒီအရေးလေးပါးနဲ့လောကဓမ္မကျေးဇူးဆက်ပါဗါလဲဆက်ရမလို့ပြောကြည့်ပါဦးပြောကြည့်ပါဦးစာရေးဝိုရေးနေရေးကျမ်းမာရေးစရေးလောကပါအဲ့ဒီလေးပြနဲ့လောကကျေးဇူးဆက်ရမယ်ဦးဇင်းတို့တွေဒကာကြီးဒကာမကြီးတွေသူတော်ကောင်းကြီးတွေရဲ့မိဘတွေဟာအခုဆိုရင်အသက်တွေအပြည့်50ကျော်60ကျော်90နာကနေတဲ့အမေတို့ဒုတွေကလည်းနာခါတွေကလည်းကိုင်းမျက်စီတွေကလည်းမောစာမင်းလေးတွေကလည်းပြုတူတူသွားလေးတွေကလည်းပြုတ်မအောင်အိုးတဲ့ခါကျတော့အိုမင်းမစွမ်းအိုးတဲ့ခါဆွမ်းသေးလားမျက်စီတွေကနားတွေကလည်းထိုက်ခါတွေကလည်းကိုင်းဒုတွေကလည်းနာမျက်စီတွေပုံဝါဝစံပြူသွားကြဖြစ်နေတဲ့ဖေတို့အမေတို့ငယ်စဉ်တော်တွေကဘလောက်ပဲတန်ခဲ့စီကမို့အိုမင်းမစွမ်းဖြစ်နေတဲ့အမေတို့ကိုစားရည်လည်းမမှုအောင်ဦးဇင်းတို့တွေဒကာကြီးဒကာမကြီးတို့သူတော်ကောင်းကြီးတွေငယ်ပင်သားကြီးကလေးဘွားတော်ကအမေတို့ဖေတို့ဘယ်သွားသွားမသားလေးအတွက်မသမီးလေးအတွက်ရဲ့လို့အဝိလက်လာလေးဝယ်မပေးဘူးလားဗျာဒါကြောင့်ဒါအမေကသားလေးသမီးလေးစနေတော့ငါသားလေးလာလိုက်တာသမီးလေးလာလိုက်တာငါသားလေးဟာငါသမီးလေးကဟောဒီလောကမှာအလားဆုံးွယ်အဖေဖြစ်တဲ့ပုတူးလေးဟုတ်လားဒါကြောင့်ပြောကြတယ်ဆိုကြတယ်ကိုယ်လည်းကြတော့အမေတို့ကဝယ်ပြန်ပြီဗျာအဖေတို့ကဝယ်ပြန်ပြီဗျာလို့အဖေတို့အမေတို့ရဲ့လို့အင်းကြီးလေးတစ်စုံလောက်ဝယ်ပေးရရင်တွတ်လို့မနေကြပါနဲ့ဟုတ်လားဒါကြောင့်စားရေးဟိုရေးနောက်တစ်ခါပါတော့နေရေးအရေးမကြီးဘူးလားဗျာ
ဒါကြောင့်နေတဲ့ကမှလည်းစိတ်ချမ်းသာသာနဲ့အဖေတို့တရားဘာဝနာတွေကြိုးစားပြီးတော့အားထုတ်နိုင်အောင်စိတ်ချမ်းသာကိုကြမှာနဲ့သားတွေသမီးတွေပေါ်မှာကိုယ်ရည်သောသားပြပါတာတွေမရှိဘဲနဲ့စိတ်ချမ်းသာကိုကြမှာနဲ့ဖေကြီးကောင်ကြီးကမှသောတာပိဒီဝါတွေမဖြစ်ပါစေနဲ့သားတွေမပူနဲ့သမီးတွေမပူနဲ့အဖေတို့အမေတို့ကိုသားလည်းသမီးတို့ကောင်းစွာစောင့်ရှောက်မယ်လို့စားရည်ဝိုးရည်နေရည်နောက်ဆုံးပါတော့ကျမ်းမာရေးမကြည့်ဘူးလားဗျာ။အော်သားတွေသမီးတွေကျမ်းမာရေးမကောင်းဘူးဆိုရင်အမေမှအိတ်နိုင်ရလားဗျာ။အညာလုံးမအိတ်နိုင်ဘူးသားစောသမီးစောနဲ့တဖားအမေမှလေ။ဘယ်တော့မှဘလောက်ပဲအလားလေးကြိုက်နေတဲ့အမေဖြစ်ပါစေဘလောက်ပဲခံရအောင်ဥပဝိနလို့ပြေတာတတ်ပြတ်ပြတ်ပြင်းကြီးနဲ့ဆွဆုံးမောဖြစ်နေတဲ့အဖေဖြစ်ပါစေ။သားတွေသမီးတွေဇောတွေကတ်လာပြီဆိုအဖေပြင်နိုင်သေးလား။အမေပြင်နိုင်သေးလား။တော်နေတို့သာပဲကိုယ်လည်းရောက်လာတဲ့အခါကျတော့အမေတို့အဖေတို့ကျမ်းမာရေးမကောင်းတော့ဘူးဆိုရင်ပြင်မထားပါနဲ့ဂျွန်းနဲ့မလုပ်ပါနဲ့ဟုတ်လားအဲ့ဦးဇင်းတို့တွေဒကာကြီးဒကာမကြီးတို့ငယ်စဉ်တောင်သိပြေးသွားတဲ့ကအိယာထဲမှာလည်းဆူဆူတွေကောအော်တွေကောသွားခဲ့တာပဲအမေကသားတွေပေါ်မှာဂျွန်းတယ်လို့ရှိရလားဩငါသားလေးကပွေးနေတာပဲ12ခုနှံလေးကွဲ့ဟုတ်လားဒကာကြီးဒကာမကြီးတို့တွေကိုယ်လည်းရောက်လာတဲ့အခါကျတော့အမေတို့အဖေတို့ကလူအိုဇောဘာဖြစ်လဲနန်လိုက်တာလို့အဲ့လိုမပြောကြပါနဲ့အမေတို့အဖေတို့တွေအရာစိတ်ဆင်းရဲသွားပါလိမ့်မယ်ဒါကြောင့်မလို့အသက်ကြီးအိမ်အိုတော့ကြာကံလူအိုတော့ပါရဲ့တော့ပန်းအိမ်အိုတော့ပါရဲ့တော့လူအိုတော့ပန်းသီလပန်းဒီပိုင်ပါသမာဓိပန်းဒီပန်းပါပညာပန်းဒီပန်းပါဝိပဿနာပန်းဒီပန်းပြီးတော့လောကကြီးထဲမှာဒါကြောင့်ဘဝသန္တရာရေကားချာဆိုတော့ဒီနေ့သူတော်ကောင်းကြီးတွေကဘဝသန္တရာရေကားတို့တွေချလိုက်တာအဲကြောင့်မလို့လိုက်ဆိုဇေဒီပေါ်မှာပေလူကကိုယ်တို့ရွှေအိုးမြုံရမည်တစ်ခါဆိုလိုက်ပါသံဃာတော်မှာပေလူကကိုယ်တို့ရွှေအိုးမြုံရမည်ပုဂ္ဂိုလ်ပေါ်မှာပေလူကကိုယ်တို့ရွှေအိုးမြုံရမည်အဲ့ဒီပေါ်မှာပေလူကကိုယ်တို့ရွှေအိုးမြုံရမည်မိဘပေါ်မှာပေလူကကိုယ်တို့ရွှေအိုးမြုံရမည်အမေပေါ်မှာပေလူကကိုယ်တို့ရွှေအိုးမြုံရမည်အဖေပေါ်မှာပေလူကကိုယ်တို့ရွှေအိုးမြုံရမည်ကြီးကုန်ကြီးသူမှာပေလူကကိုယ်တို့ရွှေအိုးမြုံရမည်ခုနကတရားမကြီးတွေရှားဝေထားတဲ့သန္တရာရိကာတွေကအနုဂါမိကရွှေအိုးဆိုတာဘဝသန္တရာတစ်လျှောက်နောက်ကတကောက်လိုက်ပါတဲ့အခါဘယ်ရာသူဘယ်လိုပုဂ္ဂိုလ်မှမပြည့်စည်နိုင်ပါဘူးတဲ့ဒါကြောင့်ဧသောနိတိတုနေဟိတောအစေယောအနုဂါမိကောပါယကမနိယေတုဣဒံအာရာယကိစ္စတိနေတုနေဟိတောကောင်းစွာစကြုံမြို့နာသိသိတာအတောဧသောဣဒါနသီလသမာဓိပညာဆိုတဲ့အနုဂါမိကရွှေအိုးကြည်သည်ဧသောဣဒါနသီလသမာဓိပညာဆိုတဲ့အနုဂါသီလရွှေအိုးကြည်ကိုကောင်းစွာသိသိမြုံနာအပ်သည်ရှိသောအဇေယောဘေယံသူဘေပုဂ္ဂိုလ်တို့မှာမအောင်မအောင်နိုင်ရ၏ပါယအင်းကြီးတို့တပါအင်းကြီးတို့သက်ရှိသမဲ့ဥစ္စာတို့နဲ့မဆက်ဆက်သည့်အတွက်ကြောင့်အင်းကြီးတို့သက်ရှိသမဲ့ဥစ္စာတို့ကိုပါယပယ်ဆုံး၍သဗ္ဗနိယေသူတွားရသည်ရှိသောဧတံသူတော်ကောင်းကြီးတို့ရှားဝေထားအပ်တဲ့ဒါနသီလသမာဓိပညာဆိုတဲ့ဘုဒ္ဓရွှေအိုးကြီးကိုဧတံယနေ့မှာသံဃိကဆုံးအောင်လူပွဲနဲ့ယကတိစုပေါင်းမှာတရိပ်ပေးလို့ရတဲ့တရိပ်အလူကုသိုလ်ကြီးကိုအာရာယဆွဲယူပြီး၍ကိစ္စတိဘဝသတ္တရာတိဝေ
မပင်မပန်းရှမ်းရှမ်းသာသာလျှောက်လန်းနိုင်ကြကုန်သည်လဘတိကောင်းစွာမသွေရရှိတော်မူနိုင်ကြပါ၏ကုန်သတည်းကဲတရားတရားအောင်လိုက်စို့ဒါရုပ်သိတော့မနော်ဟုတ်လားလိုက်စို့လိုက်အောင်နော်တရားတရားအောင်ဘဝတန္တရာအစင်ပါလိုက်ပါကောင်းကျိုးပေးနိုင်သည်ကဲပြန်ဆိုရအောင်ဘဝတန္တရာအစင်ပါလိုက်ပါကောင်းကျိုးပေးနိုင်သည်ဘဝတန္တရာအစင်ပါလိုက်ပါကောင်းကျိုးပေးနိုင်သည်လူနတ်နိဗ္ဗာန်ဤသုံးဓာတ်လွယ်စွာရနိုင်သည်အတူတူဆိုရအောင်လူနတ်နိဗ္ဗာန်ဤသုံးဓာတ်လွယ်စွာရနိုင်သည်လူနတ်နိဗ္ဗာန်ဤသုံးဓာတ်လွယ်စွာရနိုင်သည်တောင်းတသမျှလူတိုင်းရာမုတ်ရှာပြည့်စုံနိုင်လေသည်သို့ဒီလိုဆိုရတော့ဟုတ်လားတောင်းတသမျှလူတိုင်းရာမုတ်ရှာပြည့်စုံနိုင်လေသည်ဣတိဓမ္မနေတိနိနာယတတိကရမယဒေနာတပိတုဘာယံဒုသနာဣဒာတရိဟိနောမေမေယဒီသကဘုဘောဘောသောသမုတ်ဇနောတိဣတိဓမ္မနေတိနိနာယဘောဟောကြားတော်မူပြီးသောပါဠိတော်အထကရာရှင်ပြည့်နိတိခန္ဓာတုတ်လာသာသရာရိခာကုသိုလ်ရှာလို့မြည်ရတဲ့ဓမ္မကထာဒေသနာတော်ကိုဒီတင်ဒီနာနိနိုင်ကြပါစေကျင်နိုင်ကြပါစေဆိုတဲ့စေနာမေတ္တာအပြည့်ဟောပြရသည့်အတွက်ကြောင့်ယာမဘုံဉာဏ်တရားဟောလို့ရတဲ့ဓမ္မဒါနကုသိုလ်ပြုကိုအဓိကရံကောင်းစွာမသွေရလိုက်ပါပေသည်တော်မေရီတရားရှိခင်စိတ်ကောင်းဝင်ကြကုန်သောသင်္တော်သင်တရားနာပိဋကပေါင်းတော်ကောင်းတို့မှာလည်းပဲယာမဘုံဉာဏ်တရားနာလို့ရတဲ့ဓမ္မသဝနာကုသိုလ်ပြုကိုအဓိကရံကောင်းစွာမသွေရလိုက်ကြပါပေသည်ဒေနာတို့လိုရရှိကြသောဓမ္မဒါနဓမ္မသဝနာဘာဝနာမေယပုံညာတိယကုသိုလ်ပြုကြောင့်၎င်းဒေနာအရှင်မြတ်ဟောကြားလိုက်တာရှင်းလိုက်တာလို့တပည့်တော်တို့ကစေနာရီတို့တွေကထိုင်နေတာအောက်ကညောင်းကလက်ကနဲ့ကိုယ်ပြီးတော့တွေးနေတာတပည့်တော်တို့ကလည်းတွားရအောင်ပဲဈေးတွေကတစ်မျိုးနောက်ကအပေါ်တွေကတစ်မျိုးရှင်မြတ်ကိုအာနာလို့သာတပည့်တော်တို့တာမသွားတာပါဗျာဒီခံခြင်းဆောင်ရှောက်ခြင်းခြေခြေမြတ်တာအပြင်တပည့်တော်တို့နာယူလိုက်တာဗျာဒါပေမဲ့လေတပည့်တော်တို့ဒီနေ့ဒါနရွှေတို့သီလရွှေကိုသမာဓိရွှေကိုပညာဆိုတဲ့ရွှေအိုးကြီးကိုအလုကမိကရွှေအိုးကိုအဘိဘောမအမေဘောမကောင်းစွာပြုနာပြီးတော့ဓမ္မသဝနာကုသိုလ်တွေကိုအဓိကရံကောင်းစွာမသွေရလိုက်ပါပြီဒီဖေဟာဒေနာတို့လိုရရှိကြသောဓမ္မနာဓမ္မသဝနာဘောနာမေယပုံညအသိယာကုသိုလ်ပြုကြောင့်သဗ္ဗေဇနသင်္ကရောသင်တရားနာပိဋကပေါင်းတော်မောင်းတို့နှင့်တကွကဘာကေပွေဣတိနတိနေများစွာတတဝအနန္တအမှန်တရားတို့သည်အိဒါသမင်ကြီးနောကိုယ်စိတ်နဲ့တရားကျင့်ကြမှာချမ်းချမ်းသာသာဖြင့်ကျမ်းမာရှမ်းသာဝမ်းပါတော်မူနိုင်ကြပါစေကုန်သတည်းဘာဂိကတရားတော်များမြစ်တာပညာအခြေခံရေးဩဝါဒများသုဆုံးမတော်
အန္တရာလေးကကုသိုလ်ဆရာတရားတော်ကိုအမမေရှင်များနဲ့ဒီတော့ဝမ်းမြောက်စွာဒါကြားခဲ့ကြပါလို့ဒီဆရာတော်ရှင်ပြပြဆက်နေပြီးခန္ဓာစီရင်လေးရရောက်တော်မူရတော့ဓမ္မအိဆွေပေါင်းမှာပဋိဉာဏ်ဝိသေတာဝိဓဝကမဓမ္မပူဇာတော်များစက်ကပ်ဖြင့်ပြုတော်မူပါရာဇေယောတော်ဥက္ကိုက်၍ရတဲ့တော်မှာဒီလိုဒီစွာနေတော်ချားပါသည်ဆရာတော်ရှင်မြတ်ဗျာ ပရိမာမြတ်တင်ကစက္ကလူရဏဂုံသောအာလောသောသုပေါင်းမဟာဘုဂရိတိမပြဂုံသောပရိဒါယကမမြာစေနာရှင်ကုသိုလ်ရှင်များအာလောသောသူတော်ကောင်းကြီးတို့သည်မိမိတို့ရဲ့လက်ဝဲ၌ရှိသောမြတ်တင်ကကိုစုံညီလက်ထိတ်မာမူ၍ကာယဝစီမနောချီကာတတ္တာတိနှင့်လူသည်သောစိတ်ထားများဖြင့်အနုဂါမိကရှုံးညီညွတ်ရအောင်ကဲလိုက်စို့ဗျာမယံဗန္တိသံဃာရဝတ္တဒုက္ခတောဣမာနိကတိနာစီဝရတံဂတ္တဒေမနိဗ္ဗာနတ္တပစ္စယောဟောတုရှင်မြတ်တို့ဖရာယာရီတော်တို့သည်တနေ့မှတလမှတရက်တရက်မှတစ်ချိန်သာလူရန်ခွင့်ရသောကာလဒါနကတေယိမံမြတ်သင်္ကန်းကိုသံဃာဘုံကိုအာယုံပြု၍လူရန်ကြပါကုန်၏ဤသို့ကတေလူဒံမြတ်ကုံမြတ်ကြောင့်ဘဝသန္တရာဝေမရှိဆိုသောမတိဆိုသောအရာများကိုဘယ်သောခါမှမကြားရ၍မတိရ၍သစ္စာလေးရန်တရားမှန်ကိုသိမြင်နိုင်သောမြတ်ဘောရိညာဤထောက်ပံ့ကောင်းသည်ဟောတုစေစစ်မှန်တွေဖြစ်ပါစေတည်း
ကြွပြီပါပေါ့မဲနံပါတ်3တုံညရှိပါလားဗျာရှိကြွပြီပါပေါ့မဲနံပါတ်ပေါ့မဲနံပါတ်ပြန်အိတ်ထားပါနော်ဒီတောင်လေးပြန်ပြီပါဟုတ်ပြီပြန်အိတ်ထားပြီနော်ပြန်အိတ်ထားပြီဒီဘက်မှာရပြီပါဒီဘက်မှာရပြီဘုရားအမှုရှိကိုစိုးမဇ္ဇတာဝေကြွပြီပါဒီဘက်ချမ်းကိုစိုးမဇ္ဇတာဝေဒီဘက်ချမ်းကြွပြီပါကျွန်တော်တို့လက်တစ်ဖက်နဲ့ပြည်ပြည်ချာချာလေးကြိုက်ပြီးပါဒီနေ့နော်ပြည်ပြည်ချာချာလေးပါဆက်လေးခုပဲဒီစားလေးကြိုက်တာပေါ့မဲနံပါတ်ကတော့နှလုံးထဲပဲရှိပါတယ်6နဲ့စပြီးတော့5နဲ့ဆုံးပါတယ်6 60နဲ့5ရှိပါလားဗျာရှိလို့ရှိရင်ကြွပြီပါ6 5ဒီလေးအောင်ပေါက်မယ်တော့ကိုသိပြီမယ်ဒီပေါက်မယ်တော့ကိုပြန်ပေးလိုက်တော့ပေါက်မယ်ပြန်ပေးမယ်ဘုရားကြီးကတော့ကိုယ်ကိုမတ်တာဖြစ်ပါတယ်ပေါက်မယ်တော့ဒီလေးပြန်ပေးတာတော့ဘုရားအရှိကတော့မဘုရားဝိတေဖြစ်ပါတယ်။ရဘုရားရဲ့လုံဝါအရှိမဘုရားဝိတေဒီအကြောင်းကိုပြောပြပါ။ကျွန်တော်တို့မဟာကတိရှိပေါ့မဲနံပါတ်ကတော့နှလုံးထဲပဲဖြစ်ပါတယ်။6နဲ့စပြီးတော့9နဲ့ဆုံးပါတယ်။6 9 60နဲ့9ရှိပါလားဗျာ။ရှိလို့ရှိရင်ပြောပြပါဒီကနေ့မှဒီလိုကြီးလေးတော့အိတ်ထားပြီးပါအိတ်ထားပြီးတော့ဘုရားပဲလို့ရှိရင်မတုဒ္ဒာလေးပြောပြီးပါမတုဒ္ဒာလေးရှိလို့ရှိရင်ကြွားလာပြီးပါဒီကကြမှာကျွန်တော်တို့ဘာကတိရှိကိုဗာညာမှာဖြစ်ပါတယ်ပေါ့မဲနံပါတ်ကတော့3လုံးဖြစ်ပါတယ်4နဲ့စပြီးတော့3နဲ့ဆုံးပါတယ်4 1 3ဖြစ်ပါတယ်430နဲ့3ရှိပါလားဗျာရှိလို့ရှိရင်ကြွားပြီပါမရှိဘူးဆိုရင်ကြော်လိုက်ပါဖြစ်ပါတယ်4 1 3မာကတိရှင်ပေါ့မယ်ရှိပါလားဗျာမရှိရင်ကြော်လိုက်ပါဖြစ်ပါတယ်ပေါ့မဲနံပါတ်က3လုံးဖြစ်ပါတယ်2နဲ့စတယ်1နဲ့ဆုံးတယ်2 3 1ဖြစ်ပါတယ်ကြည့်ပြီးပါဒီကတိပြဟောပြီးတော့မှန်နေ့တောင်လေးဟောပြီးဒီနေ့ဒီဘက်တော့တယ်ဘယ်ကမှဟောပြီးလို့ပါကျွန်တော်တို့ဘယ်ဘုရားရဲ့ဘုရားတော်ဘုရားအစီမဆတန်တွေဒီဘက်ကိုပြောပြပါမဆတန်တွေကျွန်တော်တို့ဘောင်းရဲ့ဘာကတိရှိနံပါတ်ကျွန်တော်တို့3လုံးဖြစ်ပါတယ်4နဲ့ပဲစတယ်3နဲ့ဆုံးတယ်အလေက3ညဆိုတော့4 3ည3 400နဲ့3ဖြစ်ပါတယ်ရှိလို့ရှိရင်ပြောပြပါဟုတ်ကဲ့လာပါပြီဒီရအဝဲလာတော့ဆက်စစ်ပေးရတော့ရဘုရားရဲ့ဘဝတော်အမှုရှိဘုန်းကြီးတိုက်ရတယ်ကျွန်တော်တို့မိသားစုကိုရေးရတယ်နော်ဘုန်းကြီးတိုက်မိသားစုကြွပြီပါဘုန်းကြီးတိုက်မိသားစုဘက်ကိုကြွပြီပါကျွန်တော်တို့ပေါ့ပဲနံပါတ်နှလုံးထဲပဲဖြစ်ပါလေနှစ်နဲ့စပြီးတော့
တိနဲ့ဆုံးပါတယ်နေ့တိ20နဲ့တိ21ရှိပါလားခင်ဗျာရှိကြွားပေးပါမရှိရင်ကျွန်တော်တို့ကြော်မှာဖြစ်ပါတယ်ဟုတ်ကဲ့ကြွားပေးပါပေါ်ဝေးနေတာရှိတယ်နော်ဘယ်လိုကြွားလို့လားဒီဘူးလေးအောက်ကကြားရတယ်ဒီလိုနော်ညဘုရားရေဘောတော်ကိုတတိယဒီကိုပြန်ပေးပါပြည့်တဲ့ကြောင့်မာဂတိရှိရတဲ့ညဘုရားရေဘောတော်အားလုံးကိုရယူတယ်မာဂတိရှိပြည့်တဲ့အတွက်ကြောင့်ဒီလိုပြည့်တော်သွားတဲ့အခါမှာသွမ်းလို့လက်လို့ဒီရလို့ဒီလိုဒီဒီပမာလေးကပ်ပြရပါတော့ဘုရားသူရှိကိုတန်ခိုက်မယူရန်ဒီဘက်ကိုကြောက်ပြီနော်ကိုတန်ခိုက်မယူရန်ကျွန်တော်တို့မာဂတိရှင်များကခန္ဓာဤလူတွေရဲ့ချိန်ကြမှာတာလေဘုရားကိုကျွန်တော်ဒါကြောင့်ပြည့်စုံမှာဖြစ်ပါတယ်တော့ပေါက်ပဲမာဂတိရှင်နံပါတ်နှလုံးပဲပြီးပါလေနေ့နဲ့စပြီးတော့တုံရလည်းပဲဆုံးပါလေနေ့တုံရ20ပြီးပါလေရှိပါသလားရှိကြွားပြီပါကျွန်တော်တို့လေးပြီးကြံကြည့်ပြပါလိမ့်မယ်မတည့်ရတော့ဝိနည်းပါလေဘာဒီပြန်ကြည့်ပြပါလိမ့်မယ်နော်ဘာပြောဘာလို့ရှိကျွန်တော်တို့ကိုမင်းတက်ကြွယ်မတ်ခင်လေးပါကျွန်တော်တို့ဘုရားလူရှိဖြစ်ပါတယ်ကြွားပြီပါကိုမင်းတက်ကြွယ်မတ်ခင်လေးပါရှိပါသလားအကေလူရှိကျွန်တော်တို့ရိုးတော်များပါတယ်ပြီးတော့လူတန်းပေးပါဖြစ်ပါတယ်ပေါက်မဲမာဂတိရှင်နံပါတ်ကတော့3လုံးဖြစ်ပါတယ်နေ့နဲ့စပြီးတော့9နဲ့ဆုံး3မလဲနေ့3 5ဖြစ်ပါတယ်ရှိပါသလားရှိကြွားပြီပါနေ့3 5 235ကြွားပြီပါညီရဲ့ကျွန်တော်တို့စေသူမာဂတိရှင်ပေါ်တော့ပါပြီကျွန်တော်တို့လေးလူကျန်ရှိပြပါသေးတယ်ဘုရားဘုရားနဲ့ဖက်နေတဲ့အိယာလေးကျွန်တော်တို့ဘုရားသူရှင်မယေရှုကျိုးကြွပြီလားမယေရှုကျိုးရှိပါသလားခင်ဗျာမအေးရှိကိုမရှိဘူးဆိုရင်ကျွန်တော်ရုပ်တော်များကနေပြီးတော့ဒီကံလေးမှာဖြစ်ပါလေမာဂတိရှင်ပေါက်ပိုင်းနံပါတ်3လုံးဖြစ်ပါလေ3 9 395ရှိလို့ရှိရင်ကြွပြီပါ3 9ရှိလို့ရှိရင်ကြွပြီပါကျွန်တော်တို့လက်ဆုံးနဲ့ကြည့်ရှိပါတော့နော်အလူကြီးကြွပြီပါတော့အလူကြီးမာဒီကမှာလည်းပေးပါပေါက်ပိုင်းနဲ့ပါလေချက်ခွင့်ပေးနော်ဟုတ်တယ်အဲ့ရဒီကမှာရဘုရားဟောနံပါတ်ပါလို့ဟုတ်တယ်စာတော့ကလည်းပြီးသွားတော့မခဲ့ရအောင်ဝါပါတယ်နော်ဟုတ်ကဲ့ပါရပါမှာလေကျွန်တော်တို့မာဂတိရှင်ပေါက်မဲ့တာကတော့395ဖြစ်ပါတယ်ရှိပါလားခင်ဗျာဘုရားတော်အားကိုဒီမှာ395သုံးဘက်တွေရတယ်ငါအားပါပါတယ်ရှိပါသလားမရှိရင်ကျွန်တော်ကြော်လိုက်မယ်နော်ကြော်လိုက်မယ်မာဂတိရှင်ပေါက်မဲ့နံပါတ်ကျွန်တော်တို့3လုံးပဲဖြစ်ပါတယ်4 8 488ရှိပါသလားခင်ဗျာရှိလို့ဒီပြပါပေးပါ4 8 488ဟောဘုရားမြူပြပေးပါဘုရားမြူကျွန်တော်တို့မာဂတိရှင်များကကာပြီးမှကျွန်တော်တို့ဘုရားတို့ရောက်ပြီးတော့သိဆောင်မှာဖြစ်ပါတယ်ဒီအကြောင်းပြောပြီးတော့ကျွန်တော်တို့လေးစားတော်ပြင်ပန်ရပါတယ်
ရဘောတိုင်းရောတော့အမှုရှင်ကိုကျော်ရှိလို့ရှိကြပြီပါကိုကျော်ကျွန်တော်တို့မှာအကန်ကြီးရှင်ပေါင်းမဲ့နဲ့ဘာကတော့သုံးဖြစ်ပါတယ်လေးနဲ့စားပြီးတော့ဘာနဲ့စားတယ်သုံးအလေး4 3 5 430နဲ့ငါရှိပါတယ်ခင်ဗျာ4 3 5ကျွန်တော်ကြည့်ရတယ်တရားမှထားတာမတွေ့ဘူးမရှိဘူးလားမတွေ့တော့မရှိရင်ကျွန်တော်တို့ကြော်လိုက်မှာဖြစ်ပါလေရှိပါလား4 3 5 435မရှိပါဘူးကျွန်တော်နံပါတ်နှလုံးနဲ့ပြပါတယ်5နဲ့စပြီးတော့6နဲ့ဆုံးတယ်5 6 50နဲ့6ရှိပါသလား5 6လည်းမတွေ့ဘူး5 6မရှိဘူးလေကျွန်တော်ကြော်လိုက်မယ်တော့ကြော်လိုက်တယ်အမဲရှိပါပြီနှလုံးသွင်းပြပါမယ်ဗျာ3နဲ့စပြီးတော့ပြည့်နေဆုံးတယ်3 1 30နဲ့1တတိယကြည့်ပါလားကြည့်ပါပြီပါနာရီရောလည်းရောဟုတ်ကဲ့မှာအလူရှင်ကျွန်တော်တို့မခိုင်ရှူပါကြွပြီပါမခိုင်ရှူပါကျွန်တော်လက်စုပဲကြံပါတော့မခိုင်ရှူပါကြည့်ပါလားကြည့်ကြပြီပါမာကလူရှင်ပေါ့မယ်အဘကတော့3လုံးဖြစ်ပါတယ်3နဲ့က6နဲ့3 4နဲ့3 4 6ရှိပါလားခင်ဗျာ340နဲ့6ရှိပါလားရှိရင်ကြောက်ပြီပါမရှိရင်ကျွန်တော်ကြော်လိုက်မယ်တော့3 4 6ရှိပါလားခင်ဗျာမရှိဘူးလေကြော်လိုက်မယ်နေစုကန်လေးလေတုံးလေးရောက်လာဒီမှာလေဩပဲကြောက်ပါလားရှိတယ်ဟောကနောက်တစ်ခုလေးကြာဒီကြလေးကြည့်ပြီးတော့ဒီလေးကြလေးကြည့်မယ်လို့3 4 6โอเคမှန်ပါတယ်ဒီဘက်ကလည်းဒီဘက်ကကြီးရှင်တယ်ဒီဘက်ကလည်းဒီဘက်ကလည်းဒီမှာလေကြောက်တာလေးပါနော်တဆူပဲရှိပါတော့နော်မာကတိရှင်စတိမပြောင်းကျွန်တော်တို့တခုပဲကြံပါတော့တယ်မောင်စောလေးမအောင်ကြည့်ဘူးဖြစ်ပါလေဟောမခင်ဘူးလေကျွန်တော်တို့ကြွပြီးပါနာမည်ရချားနေတာညလုံးတွေကဝါနာမည်ရချားတယ်တော့ဖြစ်ပါလေမောင်စောလေးအောင်မခင်ဘူးကြွပြီးပါမာကတိရှိစတိမြောက်ဖြစ်တဲ့နောက်ဆုံးမာကတိရှိရဲ့နံပါတ်ကိုကျွန်တော်တို့ဖတ်ကြားပေးပါဖြစ်ပါတယ်။ပေါက်ပဲနံပါတ်ကတော့3လုံးဖြစ်ပါတယ်။နေ့နဲ့စပြီးတော့3ညနဲ့3ရှေ့အလေနေ့ရှေ့3ညနေရာနဲ့ရှေ့ဖြစ်ပါတယ်။စီယိုပြီးပြောပါမယ်။ဟုတ်ကဲ့ပြောပြီလား။ကျွန်တော်တို့ရတုံးရရဲ့ဘုရားတော်14ခုကိုကျွန်တော်တို့14လူစီများကနေပြီးတော့လူများတွေသွားတာဖြစ်ပါတယ်ဒီဘက်မှာပြီးပါမာတတိရှင်များကျွန်တော်တို့အခမ်းအနားကြီးမှတာဒီမာတတိရှင်များကနေပြီးတော့ရတုံးရရဲ့ဘုရားတော်ကိုလာရောက်အိမ်ဆောင်ပေးကြဖို့ရမမေ့ပါနဲ့အထူးပဲကြိုတင်နှိပ်ပေးပန်ကြားပါရဗျာဆရာတော်ရှင်တို့ပြနိုင်ငံတော်သားပဋိက္ခဒေဝီမှာတည်ပြီး၍ဒုက္ခစေယုံဒီကာလူရတယ်သုဘောကြီးစီရင်ရေးပါပြုတော်တော့ဓမ္မဒါနဆွမ်းတော်တော်ကိုဘုရားပွဲတထေဉာဏ်ဆက်ကလူတော်ဘုရားပွဲလေလူဓမ္မဘုရားရှင်ပွဲတဏှာကြီးကိုအကြောင်းပြု၍ပေါင်းစုတာပြုလုပ်ကြရတော့ကာယကုသိုလ်လူတိုင်းကြရတော့ဒါနကုသိုလ်စောင့်ကြည့်ကြရတော့သီလကုသိုလ်ဝါများနိုင်ကြရတော့ဓမ္မတာဝနာကုသိုလ်ရ
ရကောင်းမှုစုစုတော့လုံးတဲ့လုံးတွင်ပြည်ရင်း၏ဒီခံကြတော့ဝေဒေယဒုက္ခိယဒုက္ခိယတတဝအပေါင်းတို့ဘုရားရဲ့တော်ကိုထပ်တူထပ်မြရရှိကြပါစေရည်သိကြတရားကြီးရင်ဝေဒနာတော်ဘုရားယခြေတော်တော်ဥပ္ပယဘုရားရဲ့တော်ကယုံကြည်စွာလျောက်ရားအပ်ပါသည်ဆရာတော်ရှိတရားဗျာ ဘုရားစာဘုရားတော်နာနော်လေရောဒီစုပေါင်းဘုရားတော်ကထေမဘာဘုရားအလိုလိုဟာမြန်မာနိုင်ငံမှာအစပါငလေရောက်ပစီဆုံးရှုံးသွားတဲ့ကျောင်းတော်များကြီးဝင်းများအဲ့ဒီကမှဒီနေ့ဒီမှာတော့စုတော်ကြီးစုတော်ရစေမစုပေါ်မှာရှိတဲ့ညီရင်းကြီးဟာပျက်စီးသွားတော့ဘုရားတွေယောဂီတွေပရိသတ်တွေအခါကြီးရဲ့ဒီမှာဘုရားဆောင်ကြတဲ့ယောဂီပရိသတ်တော်ဘာတွေလာပြီးဘုရားရဲ့တရားရေးမှာလာယူရတဲ့အခါမှာရေခက်ခဲတွေ့တယ်ပေါ့နော်အဲ့ဒီရေခက်ခဲပြီးကြောင့်နိုင်ငံတော်သားပရိသတ်အသင်းသူဒေသများစီဒီပါပြုလုပ်တဲ့မဟာသုမောင်းတော်တွေရရင်တော့အော်တော်တဲ့လိုက်မှာရှိကြတဲ့တရားမှာပေါင်းတော်ကောင်းတွေစုပေါင်းပြီးတော့ရရှိတဲ့ဓမ္မဒါနဓမ္မပူဇာဟာရေလိုတော်ဒီဓမ္မယောလိုတော်ဒီအဲ့ဒီကမှာဒီစက်ွေးရေရခံသွားတဲ့အတွက်အဲ့ဒီဒီပဲအလိုဒါနကုသိုလ်ပါနော်အဲ့ဒီရလာတဲ့ဓမ္မပူဇာနဲ့အများရှိတဲ့ပါပုသိတဲ့မေယုတော်တော်ကောင်းကြီးတွေကတော့ဒီနေ့အနုဂါမိကဩစာဆိုတဲ့ဒါနရှိကိုသီလရှိကိုသမာဓိရှိကိုပညာရှိကိုဆိုတဲ့အနုဂါမိကဩစာကြီးချိုးကြီးကိုရေရင်းတူအလုံးရေအလူတော်ပြေးလို့ကြတယ်မကောင်းလားဗျာအဲ့ဒါရရှိလာတဲ့ဝိသုကိုဦးသိသည်ဗျာရှိပါရင်တော့ပါဘူးဘောဘကလည်းရေရင်းတူတဲ့ခါကျရင်ထိုင်းနိုင်ငံရောက်မြန်မာပြည်ဘွားနိုင်ငံတော်သားပရိသတ်တွေမဟာဘုရားတွေကရရှိတဲ့ဓမ္မဒါနကုဝိသုဝေများရေလူတော်အတွက်လူရန်ကြပဲလို့ဒီဆိုင်ကိုပြင်ပါမယ်ဒါကြောင့်ရာဇီလာရဲ့ဝိသီရှိရှင်ပါဓမ္မဒါနအလူတော်ကောင်းကြီးတို့ကတော့ဒါနသီလသမာဓိပညာလေးရသောကုသိုလ်ကောင်းမှုများကိုစိုက်ထုတ်ပြီးဒီနေ့ရေအလူတော်စေလူတော်ကိုလိုက်ရအောင်ဗျာစေအလူတော်ပညာတော်လည်းကိုလိုက်ရအောင်ဗျာဒါကြောင့်တောင်းလာတဲ့သံဃာတော်တွေကိုဓမ္မိကဒါနဤတော်တော်လိုက်ရအောင်အဲဒီဒါကြောင့်ဝမ်းမြောက်ဝမ်းသာစွာဖြင့်ပြီးတော့လူရတဲ့ကုသိုလ်ပီတိခတ်တူကြပါစေကိုဆန္ဒပြုရင်သူတော်ကောင်းကြီးတွေပြုတဲ့ကုသိုလ်ကောင်းမှုကိုကိုယ်ဆောင်နှမအစထား၍30လုံးဝိနည်းပုရိသဒုက္ခိတတတဝါအားလုံးတို့အားညီသက်သုံးချအမြတ်တမ်းပြီးဝေကြရအောင်ဣဒရာမေပုံညာဘောရိညာတတပစ္စယောဟောတုအရှင်ဘုရားဗျာတိတော်တို့ဤဓမ္မဒါနဓမ္မပူဇာဉာဏ်ကောင်းမှုများသည်ရေအလူတော်စေအလူတော်ကြောင်းအလူတော်ဗာတိကဒါနခေသောအလူတော်သောသင်္ကန်းကြောင်းစေပစ္စည်းလေးပါအလုံးပါပညာအလူတော်ဤသို့တတ္တတိတသာပညာလေးပြာတရားအညီနာ၍ပေါင်းစုကာလူရန်သောဒါနကောင်းမှုသာတိအသောသီလကောင်းမှုဝါများရသောဘာဝနာကောင်းမှုစုစုတို့သည်ကိုယ်သာဓမ္မအစထား၍ဘုံသုံး
တေကတုဘုရားသာသနာစီရတေကတုသာ